အားလုံးပဲမင်္ဂလာပါနော်မောင်နှမတွေအခုကျွန်တော်တို့လုပ်နေတဲ့ဒီ common platform ဒီစီးပွားရေးကိုအခုမှဝင်ရောက်ပြီးလေ့လာတယ်ဝင်ရောက်ပြီးသင်ယူတဲ့မောင်နှမတွေဆိုရင်အခုကျွန်တော်ပြောမယ့်အရာတွေကိုလေးလေးနက်နက်လေးနဲ့တည်တည်ချာချာလေးနားထောင်စီခြင်းတယ်ပေါ့ဟုတ်ပြီနော်ကျွန်တော်တို့လိုမျိုးပေါ့သူများခိုင်းတဲ့ဘဝနေပြီးတော့တကယ်ကိုလွတ်မြောက်ချင်တာလားကျွန်တော်တို့တွေကထိုင်းနိုင်ငံမှာကျွန်တော်အလုံးလောက်တယ်သူများခိုင်းတာကိုကျွန်တော်တို့တွေလောက်ရတယ်သူများပေးတာပဲကျွန်တော်တို့ယူရတယ်ကျွန်တော်တို့တွေပုံမရဘူးဟုတ်ပြီနော်သူများခိုင်းတာပဲကျွန်တော်လောက်ရတယ်ကျွန်တော်တို့စိတ်နဲ့ကျွန်တော်တို့ကိုမလောက်ရဘူးဟုတ်ပြီနော်ကျွန်တော်တို့တွေကအဆင်မပြေလို့မြန်မာနိုင်ငံကနေပြီးတော့ကျွန်တော်ထိုင်းနိုင်ငံမှာလောက်တယ်ထိုင်းနိုင်ငံရောက်ပြီးတော့ထိုင်းနိုင်ငံမှာမပြေလေတဲ့သူဖြစ်လာခဲ့တယ်ပေါ့နော်တကယ်လို့မော်နမတွေကကျွန်တော်တို့လိုမျိုးပေါ့နော်တနေ့ကို2000 3000ရခြင်းနဲ့ဟုတ်ပြီနော်ကျွန်တော်တို့လိုနော်နေစားဘဝနေရောလွတ်မြောက်ခြင်းနဲ့ဆိုရင်တော့အခုဒီဗီဒီယိုဖိုင်လေးကိုတေးသေးချာချာလေးစုံအောင်နားထောင်ပေးပါစုံအောင်နားထောင်ပြီးပါပြီဆိုရင်မော်နမတွေနော်ဒီအရာနဲ့မော်နမတွေစတင်ကျင်တာလဲဆိုတာကိုလည်းပြန်ပြီးတော့ပြောလာခဲ့ပြီပါဟုတ်ပြီနော်โอเคကျွန်တော်ကိုယ်တိုင်နဲ့ထိုင်းနိုင်ငံမှာကျွန်တော်ကိုယ်တိုင်နဲ့15နှစ်တိကျွန်တော်ကိုယ်တိုင်နဲ့အလုပ်လုပ်ခဲ့တယ်ကျွန်တော်မင်းကြီးဘာတွေပြောင်းလဲခဲ့တယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်နဲ့ဘာမှမပြောင်းလဲခဲ့ဘူးเนาะဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တွေကသူများပေးတာယူသူများခိုင်းတာလုပ်เนาะနေ့စားအလုပ်လစားအလုပ်နဲ့တေးကြတာတခုကကျွန်တော်တို့တွေဘယ်တော့မှမပြောင်းလဲဘူးဟုတ်ပြီเนาะဘယ်တော့မှလည်းနေ့စားလုပ်ပြီးလကားစားလုပ်ပြီးတော့ကျွန်တော်တို့တွေချမ်းသာသွားတဲ့သူတွေဘယ်သူမှမရှိဘူးဟုတ်ပြီနော်အဲကြောင့်မောင်နှမတွေအခုကျွန်တော်ပြောမဲ့ဒီအရာလေးတွေကိုမောင်နှမတွေတည်တည်ချာချာလေးမောင်နှမတွေသိထားမဲ့ဆိုရင်တော့မောင်နှမတွေဘဝကကျွန်တော်တို့လိုမျိုးပဲအချိန်အတိုတွင်းမှာကျွန်တော်တို့တွေနေစာဘဝကနေပြီးတော့လွတ်မြောက်ခဲ့သွားနိုင်တယ်နော်ကျွန်တော်ကိုယ်တိုင်လည်းအခုဆိုရင်ဒါဒီ commoner လက်တွဲတာဆိုရင်ဒါ2လအတော်တွင်းနေပေါ့ကျွန်တော်ကိုယ်တိုင်လည်းနေစာဘဝကနေတော့လွတ်မြောက်ခဲ့တယ်မောင်နှမတွေရောတကယ်ကိုလွတ်မြောက်ချင်တာတကယ်ကိုလွတ်မြောက်ချင်တယ်ဆိုရင်ဒီဗီဒီယိုပိုင်းကိုမကြော်ဘဲနဲ့အဆုံးထိကြည့်ဖို့လိုတယ်နော်ကြည့်ပြီးတော့လေ့လာဖို့လိုတယ်နော်တကယ်လို့မောင်နှမတွေကနေရာတစ်ခုမှာမောင်နှမတွေကြော်လိုက်မယ်ဆိုရင်နော်မောင်နှမတွေရပိုင်ခွင့်တွေဆုံးရှုံးသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့ကျွန်တော်ကမကြော်ဘဲနဲ့ဆုံးအောင်ကြည့်ပါလို့ကျွန်တော်တိုက်တွန်းခြင်းနဲ့ဟုတ်ပြီနော်ပြီးသွားတဲ့ခါကျရင်မောင်နှမတွေကိုကဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးသွားတဲ့ခါကျရင်ခေါမောစနစ်အကြောင်းကိုသိသွားပြီဆိုရင်ကိုကဘေးအရာကိုကြိုက်ပြီးတော့ဘာနဲ့ဘယ်လိုမျိုးစတင်ကျင်တာလဲဆိုတာကိုလည်းပြန်လည်ပြီးတော့ပြောလာခဲ့ပြီပါဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီ common ကနေပြီးတော့ကျွန်တော်တို့ဒီကိုဝင်ငွေတွေကျွန်တော်တို့ကိုနေ့တိုင်းပြန်ပေးနေတာကဘယ်လိုဖြစ်လို့ကျွန်တော်တို့တွေဝင်ငွေနေ့တိုင်းပြန်ပေးနေတာလဲပြီးတော့ဝင်ငွေကဘယ်လိုမျိုးရတာလဲပြီးတော့ကျွန်တော်တို့တွေကဘယ်လိုမျိုးစတင်ရမှာလဲပေါ့နော်ဒါတွေကိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးမှာတည်တည်ချာချာလေးနဲ့အသေးစိတ်ပြောပြပေးမယ်မောင်နှမတွေကတည်တည်ချာချာလေးလိုက်ပါပြီးတော့သင်ယူပြီးတော့လေ့လာပါပြီးရင်ပြန်ပြီးတော့ပြောလာခဲ့ပြီပါဟုတ်ပြီနော်โอเคဒါဆိုရင်ကျွန်တော်တို့တွေ common platform မှာကျွန်တော်တို့တွေကနော်ဘယ်လိုမျိုးစတင်ရတာလဲဝင်ငွေရဘယ်လိုမျိုးပြန်ပေးတာလဲဝင်ငွေဘယ်နှလန်းရှိတာလဲဆိုတာကိုကျွန်တော်တို့တွေစတင်လိုက်အောင်โอเคနော်အခု common စီးပွားရေးမှာပေါ့နော်ကျွန်တော်တို့တွေဝင်ငွေပြန်ရအောင်ကျွန်တော်တို့ဘယ်လိုလုပ်ရတာလဲဘယ်လိုစတင်ရတာလဲဆိုတော့ကိုကျွန်တော်တေချာလေးပြောပြပေးမယ်မောင်နှမတွေတေချာချာလေးကြည့်ပြီးတော့မောင်နှမတွေလိုက်မှတ်ထားဖို့တော့လိုတယ်ပေါ့နော်ဒါမှသာလေမောင်နှမတွေနားလည်သဘောပေါက်သွားမယ်ဟုတ်ပြီနော်ကဲကျွန်တော်တို့ဒီ common platform မှာဆိုရင်ကျွန်တော်စတင်ဖို့ဆိုရင်တော့နော်မောင်နှမတွေစတင်ဖို့ဆို2ချက်ရှိတယ်ပေါ့နော်မောင်နှမတွေဘယ်လိုစတင်ကျင်တာလဲပေါ့2ချက်ရှိတယ်နံပါတ်1တစ်ချက်ကြတော့ကျွန်တော်တို့ကဒါတိုင်းပေါ့ကိုကစီးပွားရေးသမားနဲ့စတင်လို့ရတယ်နံပါတ်2တစ်ချက်ကြတော့ကျွန်တော်တို့တွေကနေ့စဉ်ကျွန်တော်တို့သုံးနေတဲ့သွားတိုက်စီတွေမျက်နှာသစ်ဆက်ပြတွေပကံစီးရည်တွေအဝတ်ဆော်ဆက်ပြမုတ်တွေကိုနော်အခုလောလောဆယ်ဆယ်မှာကျွန်တော်တို့ဒီအပြင်မှာဝယ်သုံးတယ်ကွာဟုတ်တယ်နော်သွားတိုက်စီတွေမျက်နှာသစ်ဆက်ပြတွေပကံစီးရည်တွေကျွန်တော်တို့အပြင်မှာဝယ်သုံးတယ်ဟုတ်ပြီနော်အပြင်မှာကျွန်တော်တို့ဝယ်သုံးတယ်ကျွန်တော်တို့ဘလောက်ဖိုးပဲဝယ်သုံး100ဖိုးပဲဝယ်သုံး1000ဖိုးပဲဝယ်သုံး1000ဖိုးပဲဝယ်သုံးကျွန်တော်တို့အပြင်မှာဝယ်သုံးတဲ့အတွက်ကျွန်တော်တို့တွေဘာတခြားတပါတပြားတစ်ချမ်းမှာကျွန်တော်တို့တွေပြန်မရဘူးဟုတ်တယ်နော်အခုညီကိုမောင်မတွေအဲ့ဒါကိုကျွန်တော်တို့တွေကအပြင်မှာမဝယ်သုံးမဲ့နဲ့ဒီ common platform မှာမောင်နှမတွေဝယ်သုံးမဲ့ဆိုရင်ဟုတ်ပြီနော် common platform မှာဝယ်သုံးမဲ့ဆိုရင်မောင်နှမတွေကနံပါတ်1အနေနဲ့ကိုကစီးပွားရေးသမားဖြစ်မယ်နံပါတ်2အနေနဲ့ကျွန်တော်တို့ပစ္စည်းသုံးရမယ်နံပါတ်3အနေနဲ့ကိုကတက်လုံးပေတဲ့ထိကုမ္ပဏီရောင်းအား100ခိုင်တော့နေ့တိုင်းနော်နေ့တိုင်းမရတဲ့နေ့မရှိနေ့တိုင်းမောင်နှမတွေရဲ့အကောင့်ထဲမှာကုမ္ပဏီရောင်းအား100ခိုင်တော့ပြန်ပေးတယ်ဟုတ်ပြီနော်ဒါကကျွန်တော်တို့တွေဝယ်သုံးတဲ့သူတွေရိုးဝယ်သုံးတဲ့သူတွေတောင်မှဝင်ငွေပြန်ပေးတဲ့စနစ်ဟုတ်ပြီနော်โอเคဒီကြားမှာကျွန်တော်တို့ကစီးပွားရေးသမားနဲ့တခါတည်းစတင်ကျင်နေဆိုရင်ယာဒူးဆိုရင်ကျွန်တော်တို့က၄ဆင့်ပေါ့နော်ယာဒူးဆိုရင်၄ခုလို့ခေါ်တယ်ကျွန်တော်တို့တွေကယာဒူးဆိုရင်၄ခုလို့ခေါ်တယ်ကျွန်တော်တို့တွေက share ဝင်လို့လည်းခေါ်လို့ရတယ်ယာဒူးလို့လည်းခေါ်လို့ရတယ်ဟုတ်ပြီနော်ဒီ common platform ထဲမှာမောင်နှမတွေကပတ်စံတပတ်သုံးမယ်ဆိုရင်ကျွန်တော်တို့တွေအမှတ်တမှတ်ရမယ်ဟုတ်ပြီနော်ပတ်စံတပတ်သုံးမယ်ဆိုအမှတ်တမှတ်ရမယ်နော်
ပတ်စံတစ်ပတ်သုံးမယ်ဆိုအမှတ်တမှတ်ရမယ်အဲ့ဒါကိုမောင်နှမတွေတိထားဖို့လိုတယ်ကဲကျွန်တော်တို့ common platform မှာကျွန်တော်စတင်မယ်ဆိုအနှိမ့်ဆုံးရာထူးဆိုရင်ကျွန်တော်တို့ဗရောင်းရာထူးဆိုရင်ကျွန်တော်တို့တွေ900 PB 900ဘတ်900 PB အမှန်900ဘတ်ဆိုရင်ကျွန်တော်တို့တွေကဗရောင်းရာထူးကိုပိုင်ဆိုင်မယ်ကျွန်တော်တို့တွေဗရောင်းရာထူးပိုင်ဆိုင်သွားပြီဆိုရင်တရက်ကိုအမြင့်ဆုံး1000ဘတ်ထိစ조사ခွင့်ရှိတယ်ဒါကဗရောင်းရာထူးပဲရှိသေးတယ်နော်တရက်ကို1000ထိကျွန်တော်တို့တွေစ조사ခွင့်ရှိတယ်တဲ့နော်နောက်တစ်ဆင့်မှာဆိုကျွန်တော်တို့တွေကဆေးပန်းရာထူးဆေးပန်းရာထူးမှာဆို9000 PB အမှန်9000ဘတ်နော်ကျွန်တော်တို့တွေကတရက်ကိုအမြင့်ဆုံးကျွန်တော်တို့တွေ2000ဝက်ဘတ်ထိကျွန်တော်တို့တွေစ조사ခွင့်ရှိတယ်ဒါကဆေးပန်းရာထူးနောက်တစ်ဆင့်မှာဆိုကျွန်တော်တို့တွေက9ရာထူး9ရာထူးမှာဆို1000 PB အမှန်1000ဘတ်ကျွန်တော်တို့တွေကတရက်ကိုအမြင့်ဆုံး9000ဘတ်ထိစ조사ခွင့်ရှိတယ်ဟုတ်ပြီနော်နောက်ပြီးဆုံးအမြင့်ဆုံးနဲ့ဒီ combo စနစ်မှာနော်အမြင့်ဆုံးနဲ့ဝင်ငွေအကျန်းဆုံးရာထူးဖြစ်တဲ့ပရတီနန်ရာထူးဆိုရင်ကျွန်တော်တို့တွေကဘယ်လောက်လဲဆိုတော့2000ဝဲ PB အမှန်2000ဘတ်ကျွန်တော်တို့နော်2000ဝဲဘတ်ကျွန်တော်တို့တွေကတရက်ကိုအမြင့်ဆုံးဘတ်ငွေ3,000,000ဘတ်ထိကျွန်တော်တို့ပြန်ပေးထားတယ်ဟုတ်ပြီဒါဆိုရင်အကိုကြီးဒီရာထူးတွေအကုန်လုံးကကျွန်တော်တို့တွေကတခါတည်းလုံးဝမှာလားဆိုတာကမဟုတ်ဘူးဟုတ်ပြီနော်ကဲဒါဆိုဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ပြပြပေးမယ်ဒီရာထူးတွေအကုန်လုံးပိုင်ဆိုင်ဖို့အတွက်ဥပမာကျွန်တော်တို့တွေကလုံးဝကျွန်တော်တို့ရာထူးသမားနဲ့မစားတင်တော့မှမောင်နှမတွေကိုနေ့စဉ်မောင်နှမတွေ3နေချဖြစ်တဲ့သွားတိုက်စီမျက်နှာတိဆက်ပြပကံစီရဲ့ဝှက်ဆော့ဆက်ပြမဟုတ်ဟုတ်ပြီနော်ရေချိုးဆက်ပြနော်ဒါကလူတယောက်မှာကွာမနဲ့မိုးလေးအိယာထပ်ပြီးညနေမိုးချုပ်အိယာဝင်တဲ့အထိဒါကလူတိုင်းအသုံးပြုနေတဲ့အရာပဲဟုတ်ပြီနော်ဒါဆိုရင်လိုအပ်နေတဲ့အချိန်မှာတော့ဘာဖြစ်လဲဝယ်3ရမှာပဲမှန်လားနော်ကျွန်တော်ပြောတာဟုတ်ပြီနော်လိုအပ်နေတဲ့အချိန်မှာတော့ဝယ်3နေရမှာပဲဒါဆိုရင်ကျွန်တော်တို့တွေအခုချိန်မှာဆိုရင်ကွာကိုကျွန်တော်တို့တွေ7မှာဝယ်မယ်လိုတက်မှာဝယ်မယ် BC မှာဝယ်မယ်ကုန်တိုင်းမှာဝယ်မယ်ဟုတ်တယ်နော်ကျွန်တော်တို့တွေအပြင်ကျွန်တော်တို့ဘေးနားဆိုင်မှာကျွန်တော်တို့ဝယ်မယ်ဟုတ်ပြီနော်ကျွန်တော်တို့100ဘိုးဝယ်မယ်1000ဘိုးဝယ်မယ်1000ဘိုးဝယ်မယ်3000ဘိုးဝယ်မယ်ဟုတ်ပြီနော်ကျွန်တော်တို့ဘလောက်ပိုးဝယ်ကျွန်တော်တို့ဘာမှအကျိုးအမြတ်ခံစားခွင့်မရှိဘူးဟုတ်ပြီနော်တကယ်လို့မောင်နှမတွေကအဲ့ဒီအပြင်မှာဝယ်မဲ့စာဒီနေရာမှာမောင်နှမတွေပြောင်းရင်းဝယ်သုံးလိုက်မယ်ပေါ့ဟုတ်ပြီနော်ပြောင်းရင်းဝယ်သုံးလိုက်မယ်ဆိုရင်ကျွန်တော်တို့တွေကဟုတ်ပြီနော်ဒီ900 PB 900ဘက်ဗတောင်းရာထူးဖြစ်ဖို့တော့မှကျွန်တော်တို့တွေက900ဘတ်နဲ့တခါတည်းစတင်လို့ရတယ်လို့ဒါမှမဟုတ်ပဲနဲ့နေ့စဉ်မောင်နှမသုံးနေတဲ့ပစ္စည်းကိုလိုအပ်တဲ့အချိန်မှာဝယ်ပေါ့နော်သွားတိုက်စေးကုန်းတယ်သွားတိုက်စေးဝယ်မယ်ပကံစေးကုန်းပကံစေးဝယ်မယ်ဝှက်ဆော့ဆက်ပြမဟုတ်ကုန်းဝှက်ဆော့ဆက်ပြမဟုတ်ကုန်းမယ်ရေချိုးဆက်ပြကုန်းရေချိုးဆက်ပြဝယ်မယ်ပေါ့နော်နေ့စဉ်မောင်နှမအသုံးဆောင်တဲ့ပစ္စည်းကိုလိုအပ်တဲ့အချိန်မှာမောင်နှမတွေဝယ်ထားလိုက်ကွာကျွန်တော်တို့တွေကဒီတစ်လမှာကျွန်တော်တို့တွေ100ဘိုးပဲဝယ်လိုက်တယ်ဆိုရင်ကျွန်တော်တို့တွေကအမှတ်100ရမယ်ဟုတ်ပြီနော်တဲ့နောက်လာကျရင်ကျွန်တော်တို့တွေကနောက်ထပ်100ဘိုးထပ်ဝယ်တယ်ဆိုရင်ကျွန်တော်တို့တွေကအမှတ်200ရမယ်ဟုတ်ပြီနော်နောက်လာမှာကျွန်တော်တို့တွေက100ဘိုးထပ်ဝယ်မယ်ဆိုရင်အမှတ်300ရမယ်နောက်လာမှာကျွန်တော်100ဘိုးထပ်ဝယ်မယ်ဆိုအမှတ်400ရမယ်နောက်လာမှာကျွန်တော်100ဘိုးထပ်ဝယ်မယ်ဆိုအမှတ်900ရမယ်ဟုတ်ပြီနော်အကန့်အသတ်မရှိ900ဘတ်900ပြီးအမှတ်ပြည့်တဲ့နေ့ညီကောင်မတွေကဗတောင်းရာတူပိုင်ဆိုင်သွားတဲ့နေ့ပဲဟုတ်ပြီဒါပေမဲ့အကိုကြီးညီလေးတို့ကတော့နော်ညီကောင်မတွေကတခါတည်းပဲမောင်နှမတွေကဗတောင်းရာတူကိုတန်းလို့ကျင်တယ်ဆိုတော့သူ့ထဲမှာရှိတဲ့ပစ္စည်းပေါ့နော်မောင်နှမတွေကြိုက်နေတဲ့ပစ္စည်းမောင်နှမတွေအသုံးတဲတဲ့ပစ္စည်းကိုတခါတည်း900ဘတ်ဖို့ဝယ်သုံးလိုက်ဒါဆိုရင်900ပြီးအမှတ်ရသွားပြီဆိုကျွန်တော်တို့တွေကဗတောင်းရာတူကိုပိုင်ဆိုင်သွားမယ်တရက်ကိုကျွန်တော်တို့တွေက1000ဘတ်ထိစူးစမ်းခွင့်ရှိပြီဒါကဗတောင်းရာတူအဆင့်ဟုတ်ပြီနော်နောက်တစ်ဆင့်မှာဆိုကျွန်တော်တို့ကဆေးပါးရာတူဆေးပါးရာတူမှာဆိုတော့ဒီလိုပဲနော်မောင်နှမနေနော်ဒီလိုမျိုး9000ပြီး9000ဘတ်ဖို့ကျွန်တော်တို့တခါတည်းဝယ်ရတာမဟုတ်ဘူးနော်ခုနကကျွန်တော်ပြောတဲ့နေ့စဉ်ကျွန်တော်တို့သုံးနေတဲ့ပစ္စည်းတွေကိုပဲနေရာလေးပြောင်းသုံးပြီးတော့ရတဲ့အမှတ်ကိုကျွန်တော်တို့တွေကအကန့်အသတ်မရှိစုသွားလို့ရတယ်ကွာတစ်လတစ်နှစ်တစ်သက်လုံးပေတဲ့တိစုသွားလို့ရတယ်အမောကွာကိုကသေကန်နီးမှ9000ပြီးအမှတ်ပြည့်တယ်ဆိုရင်ကျွန်တော်တို့က automatic ဆေးပါးရာတူပြောင်းသွားပြီတယ်ဟုတ်ပြီနော်ဒီမှာကျတော့အကန့်အသတ်မရှိစုဖွင့်ပေးထားတယ်နော်နောက်တစ်ဆင့်မှာဆိုရင်ကျွန်တော်တို့900ရာတူမှာဆိုဒီလိုပဲနော်မောင်နှမတွေဒီ900ရာတူမောင်နှမတွေပိုင်ဆိုင်ခြင်းနဲ့ဆိုတော့မောင်နှမတွေနေ့စဉ်သုံးနေတဲ့အရာကိုလိုအပ်တဲ့ထင်မှာဒီထဲမှာဝယ်သုံးကွာ1000ပြီးနော်1000ပြီးအမှတ်1000ဘတ်နော်ပြည့်သွားတဲ့နေ့နော်ဘယ်နေ့ပဲပြည့်ကွာတသက်လုံးပေါ့တသက်လုံးစုခွင့်ရှိတယ်ကွာဟုတ်ပြီနော်ကျွန်တော်တို့တွေ1000ဘတ်ပြည့်တဲ့နေ့ကျွန်တော်တို့တွေက900ရာတူကိုပိုင်ဆိုင်တဲ့နေ့ဟုတ်ပြီနော်ဒါဆိုရင်အကိုတို့ရဲ့နော်အကိုရဲ့ဒီဆေးပါးရာတူဒီ900ရာတူတွေရောကျွန်တော်တို့တွေတခါတည်းယူလို့ရတာဆိုတော့ယူလို့ရတယ်ပေါ့နော်တကယ်လို့မောင်နှမတွေကဆေးပါးရာတူကိုတခါတည်းလိုချင်တယ်ဆိုတော့ရတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒီ9000ပြီးအမှန်9000ဘတ်ပြည့်သွားအောင်ကျွန်တော်တို့သူ့ထဲမှာရှိတဲ့ပစ္စည်းကိုကျွန်တော်တို့တွေကယူလိုက်တာပေါ့နော်ဝယ်လိုက်တာပေါ့ဝယ်လိုက်တယ်9000ပြီးဖို့9000အမှတ်ပြည့်အောင်ကျွန်တော်တို့ဝယ်လိုက်တယ်ဆိုရင်ကျွန်တော်တို့က automatic ကျွန်တော်တို့တွေကဆေးပါးရာတူကိုပိုင်ဆိုင်သွားပြီတကယ်လို့ကျွန်တော်တို့ကတခါတည်းမတက်နိုင်တဲ့သူတွေဆိုရင်တော့တသက်လုံးသေတဲ့အထိစုသွားလို့ရတယ်နော်9000ပြီးအမှတ်ပြည့်တဲ့အချိန်ပြည့်တဲ့နေ့ကျွန်တော်တို့ကဆေးပါးရာတူပိုင်ဆိုင်သွားမယ်ဟုတ်ပြီနော်ဒါတို့ကမော်နမတွေက
နေ့စဉ်မောင်နှမသုံးနေတဲ့သွားတိုက်စီမျက်နှာသိဆက်ပြရေချိုးဆက်ပြတဲ့ဒါကမောင်နှမတွေကုန်တဲ့အချိန်မှာဝယ်မှာပဲဟုတ်တယ်နော်ဝယ်မှာဆိုရင်ဒီ common platform မှာမောင်နှမတွေဝယ်မယ်ဆိုရင်ရတဲ့အမှတ်ကိုစုထားပေးတယ်အဲ့ဒီအမှတ်တွေ9000 BB ပြည့်တဲ့နေ့မောင်နှမတွေကစေးပါရာတူပိုင်ဆိုင်တဲ့နေ့ဟုတ်ပြီနော်ကဲနောက်တစ်ဆင့်မှာဆိုရင်ကျွန်တော်တို့က900တူမှလည်းဒီလိုပဲနော်မောင်နှမတွေကအခွင့်လမ်းမြင်လို့မောင်နှမတွေတပရိတ်တဲ့900တူကိုတန်းယူလို့ရတယ်ဟုတ်ပြီနော်1000 BB အမှတ်1000ဘတ်ကျွန်တော်တို့တွေသူ့ထဲမှာရှိတဲ့ပစ္စည်းကိုကျွန်တော်တို့က1000ဘိုးပေါ့ကျွန်တော်တို့တွေကပထမဆုံးကျွန်တော်တို့တွေဝယ်လိုက်တယ်ဟုတ်ပြီနော်1000ဘိုးကျွန်တော်တို့ဝယ်လိုက်တယ်ဝယ်လိုက်ပြီဆိုရင်ကျွန်တော်တို့တွေက automatic ကျွန်တော်တို့ရ900တူကိုပိုင်ဆိုင်သွားတယ်တကယ်လို့အဲ့လိုမျိုးမဟုတ်ဘဲနဲ့မတက်နိုင်ဘူးမဝယ်နိုင်ဘူးဆိုတော့ရတယ်ကျွန်တော်တို့တွေဖြည်းဖြည်းပေါ့နေ့စဉ်ကျွန်တော်တို့သုံးနေတဲ့အပစ္စည်းကိုသုံးနေစုသွားကျွန်တော်တို့တွေက1000 BB အမှတ်ပြည့်တဲ့နေ့ကျွန်တော်တို့တွေက900တူကိုပိုင်ဆိုင်တဲ့နေ့ပဲโอเคလားမသိနော်မောင်နှမရေနားလေလားမသိဟုတ်ပြီနော်ဒီ2000 BB အမှတ်မှာတယ်ဒီလိုပဲပတက်ဒီနန်ရာတူမှာတယ်မောင်နှမတွေကအခွင့်လမ်းမြင်လို့နော်အခွင့်လမ်းမြင်လို့မောင်နှမတွေကတပရိတ်ထဲနဲ့မောင်နှမတွေက2000 BB အမှတ်ပတက်ဒီနန်ရာတူကိုမောင်နှမတွေယူမယ်ဆိုရဲရတယ်ကွာတပရိတ်ထဲယူလို့ရတယ်ဒါမှမဟုတ်ဘဲနဲ့တက်လုံးပဲအကိုကြီးညီမတို့ကနော်အစင်မပြေကြီးလေးတို့ကအစင်မပြေတက်လုံးနော်ဘယ်လိုပြောမလဲစုသွားမယ်ဆိုလဲရတယ်ကွာဘေးအချိန်ပဲပြည့်တဲ့နေ့ကျွန်တော်တို့တွေက2000 BB အမှတ်ပြည့်တဲ့နေ့ကျွန်တော်တို့ကပရက်ဒီနန်ယာတူကိုကျွန်တော်တို့ပိုင်ဆိုင်တဲ့နေ့ဒါကျွန်တော်တို့ဆိုရင်တော့တခါတည်းပေါ့နော်ကျွန်တော်တို့ဆိုရင်တော့ပရက်ဒီနန်ယာတူကိုကျွန်တော်စတင်ပလိုက်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တွေကအခွင့်လမ်းကိုကျွန်တော်တို့မြင်သွားတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဆိုတခါတည်းပရက်ဒီနန်ယာတူတန်းတက်လိုက်တယ်2000 BB 2000 အမှတ်ပေါ့နော်2000ဘတ်ပေါ့နော်ကျွန်တော်တို့တွေတန်းပြီးတော့သူ့ထဲမှာရှိတဲ့ပစ္စည်းကိုကျွန်တော်တို့ယူပြီးတော့ကျွန်တော်တို့တွေပရက်ဒီနန်ယာတူကိုကျွန်တော်တို့တန်းတက်လိုက်တယ်ဟုတ်ပြီနော်ဒါပေမဲ့မောင်နှမတွေကဒီယာတူးတွေအကုန်လုံးကတခါတည်းလောက်ရတာမဟုတ်ဘူးနော်တက်လုံးသေးတဲ့ထိစုသွားလို့ရတယ်ဒါမှမဟုတ်လည်းအကိုရဲ့ကျွန်တော်တို့က900နဲ့စတင်ကျင်တယ်ဆိုရဲရတယ်9000နဲ့စတင်ကျင်နေရတယ်1000နဲ့စတင်နေကျင်နေရတယ်2000ခွဲနဲ့စတင်လို့ရတယ်ဒါမှမဟုတ်လည်းအကိုရဲ့ကျွန်တော်တို့ကဘာမှမစတင်ဘူးဒါပေမဲ့ကျွန်တော်တို့သုံးနေတဲ့ပစ္စည်းတွေကိုပဲကျွန်တော်တို့အပြင်မှာမဝယ်သုံးမဲ့ဒီမှာဝယ်သုံးနေမယ်ဆိုရင်တော့မောင်နှမတွေကျွန်တော်တို့တွေ900 BB ပြည့်တဲ့နေ့ကျွန်တော်တို့တွေဘရောင်းရာတူပိုင်ဆိုင်တဲ့နေ့9000 BB ပြည့်တဲ့နေ့ကျွန်တော်တို့ဆေးပါရာတူပိုင်ဆိုင်တဲ့နေ့1000 BB ပြည့်တဲ့နေ့ကျွန်တော်တို့900ရာတူပိုင်ဆိုင်တဲ့နေ့2000 BB ပြည့်တဲ့နေ့ကျွန်တော်တို့ကပရက်ဒီနန်ရာတူကိုပိုင်ဆိုင်တဲ့နေ့ဒါနော်ဒါကမောင်နှမတွေဒီ common platform မှာစတင်မဲ့အရာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကိုဝင်ငွေကဘယ်နှလန်းပြန်ပေးထားတာလဲဆိုတော့ကိုကျွန်တော်ပြောပြပေးမယ်နော် common platform မှာဆိုကျွန်တော်တို့ကိုဝင်ငွေ4လန်းပြန်ပေးထားတယ်နော်နံပါတ်1ဝင်ငွေမှာဆိုရင်တော့ဒါကအခုဒီ common platform မှာနော်မောင်နှမတွေခုနကတော့ကျွန်တော်ပြောတဲ့နော်ဘရောင်းရှိတယ်ဆေးပါရှိတယ်ဂိုးရှိတယ်ပရက်ဒီနန်ရှိတယ်ဒီမှာတစ်ချက်ပြန်ပြပေးမယ်နော်โอเคနော်ဘရောင်းရှိတယ်ဆေးပါရှိတယ်ဂိုးရှိတယ်ပရက်ဒီနန်ရှိတယ်ဒီယာဒူးထဲမှာမောင်မတွေကဘေးယာဒူးပဲယူထားကျွန်တော်တို့တွေကနောက်ထပ်ဒီဝင်ငွေ၄လမ်းထဲမှာပထမအုပ်ဆုံးဝင်ငွေဖြစ်တဲ့နံပါတ်1ဝင်ငွေမှာမောင်မတွေကနေ့တိုင်းသက်လုံးသေတဲ့အထိကုမ္ပဏီရောင်းအားနေပြီးတော့100ခန့်တော့မောင်နှမတွေမလုတ်ပဲနဲ့နေ့တိုင်းပြန်ရနေမှာဟုတ်ပြီနော်မောင်နှမတွေကသူ့ထဲမှာမောင်နှမတွေဝယ်သုံးထားတယ်ပေါ့နော်ပစ္စည်းတစ်ခါဝယ်သုံးထားတယ်ဗရောင်းရတူပဲဖြစ်ဖြစ်ဆေးပါရတူပဲဖြစ်ဂိုးရတူပဲဖြစ်ဖြစ်မောင်နှမတွေကနော်ကျွန်တော်တို့တွေဝယ်သုံးထားတဲ့ဆိုရင်ကျွန်တော်တို့ကိုတို့ကကုမ္ပဏီရောင်းအားကနေပြီးနေ့တိုင်းပြင်ပေးတာနော်နေ့တိုင်းကုမ္ပဏီရောင်းအားနေ100ခန့်တော့နေ့တိုင်းမောင်နှမတွေရဲ့အကောင့်ထဲကိုည12နာရီကြော်တိုင်းပတ်စံထည့်ပြီးမှာဒါကအလေကားရတာနော်ကိုဘာမှမလုပ်ဘဲနဲ့ကုမ္ပဏီရောင်းအားနေပြီး100ခန့်တော့ပြန်ပေးတာဒါအခုဆိုရင်ကျွန်တော်ဆိုရင်ဒီ common ထဲမှာပေါ့အခုကျွန်တော်ဒီ common စီးပွားရေးမှာကျွန်တော်လောက်ကင်တာဆိုရင်ဒါ8လရှိသွားပြီနော်အဲ့ဒီ8လတော်တွင်းမှာဒီကုမ္ပဏီရောင်းအား100ခန့်တော့နဲ့ဘာမှမလုပ်ဘဲနဲ့ကုမ္ပဏီရောင်းအား100ခန့်တော့ပြန်ပေးတာပဲကျွန်တော်ဘတ်ငွေ3000ကျော်သွားပြီရတာဟုတ်ပြီနော်ကုမ္ပဏီရောင်းအား100ခန့်တော့ပြန်ပေးတာတခုတည်းနဲ့ကျွန်တော်ဘတ်ငွေ3000ကျော်သွားပြီဒါကညိုကမတွေဘာမှလုပ်ချင်မလို့နော်အခုမောင်နှမတွေကကွာဆေးပါပေါ့ဘရောင်းပေါ့ဒါမှမဟုတ်ဂိုးပေါ့ဒါမှပရက်ဒီနန်ပေါ့ຢာလို့တခုပိုင်ဆိုင်နားမယ်ဆိုရင်မောင်နှမတွေရဲ့အကောင့်ထဲမှာနေ့တိုင်းတက်လုံးသေတဲ့အထိပတ်စံနေ့တိုင်းကုမ္ပဏီရောင်းအား100ခန့်တော့ဝင်လို့မှာနေ့တိုင်းဝင်မှာနော်မရတဲ့နေ့မရှိဘူးနော်အဲ့ဒါကြောင့်ကျွန်တော်ပြောတယ်ခေါမောplatform မှာဆိုတာနေ့တိုင်းဝင်ငွေရတယ်မရတဲ့နေ့မရှိဘူးဆိုတာခေါမောပဲနော်တခြားနေရာတွေညီမတွေနော်ညီကောင်တွေကျွန်တော်ပြောမှာတခြားနေရာတွေမှာညီကောင်တွေလုံးဝပတ်စံရမှာနော်မလုံးရင်ပတ်စံမရဘူးဒီ common မှာကျတော့ညီကောင်တွေမလုံးပဲနဲ့ပတ်စံရမှာဒါပေမဲ့ညီကောင်တွေကယာတို့တစ်ခုညီကောင်တွေယူထားဖို့လို့တယ်ဗရောင်းလားဆေးပါလားဂိုးလားပရက်ဒီနာအဲ့ဒီယာတို့တစ်ခုညီကောင်တွေပိုင်ဆိုင်ထားမယ်ဆိုညီကောင်တွေမလုံးပဲနဲ့ညီကောင်တွေငုတ်တုတ်ထိုင်နေနဲ့နေ့တိုင်းကုမ္ပဏီရောင်းအား100ခန့်တော့ပြန်ပေးနေတာဆိုတာဒီ common platform မှာရှိတယ်โอเคလားကျွန်တော်ပြောမောင်နှမတွေနားလဲလားဟုတ်ပြီနော်ဒါကမောင်နှမတွေကိုနေ့တိုင်းပြန်ပေးနေမှာနော်ကုမ္ပဏီရောင်းအား100ခန့်တော့ဆိုတာမောင်နှမတွေသေသွားတဲ့အထိရနေမှာနော်မောင်နှမတွေသေသွားတော့မောင်နှမတွေရဲ့နော်မွေးလာတဲ့သားစဉ်မြည်ဆက်ကိုအမွေပေးသွားလို့ရတယ်မိုက်လားအရမ်းမိုက်တဲ့စနစ်နော်အရမ်းမိုက်တဲ့စနစ်ဒီစနစ်ကဟုတ်ပြီနော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြောမယ်နော်
ကျွန်တော်တို့ကိုအလုံးမလုံးပဲနဲ့ပတ်စံပေးတဲ့သူဘယ်သူမှမရှိဘူးအခုမောင်နှမတွေလုံနေတယ်ကွာနေစာလက်ကားစာအလုံးမှာအခုမောင်နှမတွေကွာဟုတ်တယ်လားမောင်နှမတွေဒါစမတ်ကြေးပေးပြီးတော့မောင်နှမတွေအလုံးဝင်ရတယ်ကွာအလုံးတွေရောက်တော့ငါစမတ်ကြေးပေးထားပြီးငုတ်တုတ်ထိုင်နေလို့ရတာနေရင်တော့ရိုက်ခံအောင်မယ်နော်ကျွန်တော်ပြောသဘောပေါက်တာအခုဒီ comment platform မောင်နှမတွေရာတို့တစ်ခုနဲ့မောင်နှမစတင်လာမယ်သူမောင်နှမတွေငုတ်တုတ်ထိုင်နေတော့မှမောင်ညတိုင်းမောင်နှမတွေရဲ့အကောင့်တွေမှာကုမ္ပဏီရောင်းအား100ကျတော့ညတိုင်းဝင်နေမှာသေတဲ့တိဝင်နေမှာကဲမိုက်လားဟုတ်ပြီနော်အလုံးမလုံးပဲနဲ့ပတ်စံရတဲ့နေရာဒီနေရာပဲကျွန်တော်ပြောတာမောင်နှမတွေနားလဲတယ်ထင်တယ်နော်အခုမောင်နှမတွေလုံနေတဲ့အလုံးမှာဆိုမောင်နှမတွေလုံမရမယ်နော်မလုံတဲ့နေ့ဆိုကျွန်တော်ပြောမှာကောနော်တပြားမပြောနဲ့နော်တကြက်မပြောနဲ့တပြားတော့မရဘူးဟုတ်ပြီနော်တကြက်မပြောနဲ့တပြားတော့မရဘူးဟုတ်ပြီနော်ဒါဆိုရင်ဒီ comment platform မောင်နှမနေ့စဉ်သုံးနေတဲ့ပစ္စည်းတွေပဲမောင်နှမဝယ်သုံးလိုက်မောင်နှမတွေအကောင့်တွေမှာသေတဲ့တိနေ့တိုင်းပဲပတ်စံ100ကျတော့100ကျတော့နေ့တိုင်းဝင်မှာသေတဲ့တိဝင်နေမှာနောက်ပြန်မှာတော့ပြောပိုင်နော်ကျွန်တော်ပြကိုသေသွားရင်တော့ကိုယ့်ရဲ့သားစဉ်မြည်ဆက်ကိုအမွေပေးသွားလို့ရတယ်အဲ့ဒါနေ့တိုင်းကိုပြန်ရနိုင်မှာရပဲနော်ဒါဆိုရင်မောင်နှမတွေနားလဲမလို့ကျွန်တော်မျှော်လင့်နေနော်ဒါကကျွန်တော်ကဝင်ငွေနံပါတ်1လမ်းနော်အဲ့ဒီဝင်ငွေနံပါတ်1လမ်းကကျွန်တော်တို့တွေကနော်သူ့ထဲမှာကျွန်တော်ပစ္စည်းတစ်ခါဝယ်သုံးထားမယ်ဟုတ်ပြီနော်သူ့ထဲမှာပစ္စည်းတစ်ခါဝယ်သုံးထားမယ်ဆိုကျွန်တော်တို့တွေအဲ့နေလို့ရပြီသက်သက်လုံးကျွန်တော်တို့အကောင့်ထဲမှာပတ်စံနေ့တိုင်းကိုကျွန်တော်တို့ပြန်ဝင်နေမှာဟုတ်ပြီနော်နေ့တိုင်းပြန်ဝင်လာမလောက်စရာမလိုကွာမလောက်ပဲနဲ့ဝင်နေမှာဒါပေမဲ့ကျွန်တော်ပြောရင်နော်ယာဒူးတစ်ခုတော့ရှိဖို့လိုတယ်ဘရောင်းဆေးပါကိုပရတီနဲ့အဲ့ဒီယာဒူးထဲမှာယာဒူးတစ်ခုလို့ရှိဖို့လိုတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဘရောင်းမှာကုမ္ပဏီရောင်းအား100ခန့်တော့ပြန်ဝင်တယ်နော်ဆေးပါမှာလည်းဝင်တယ်ကျွန်တော်တို့ဂိုးမှာလည်းဝင်တယ်ကျွန်တော်တို့ပရတီမှာလည်းဝင်တယ်ဒါပေမဲ့အဲ့ဒီယာဒူးတွေမှာညမတို့တစ်ခုဖြစ်ထားဖို့လိုတယ်ဒါပေမဲ့ယာဒူးလိုက်ကုမ္ပဏီရောင်းအားဝင်တဲ့ခါကြရင်တော့အများกว่าတယ်ဥပမာကျွန်တော်တို့ဘရောင်းနဲ့စတင်ထားတဲ့ဆိုရင်တော့ကျွန်တော်တို့တွေကဟုတ်ပြီနော်ထားလိုက်ကွာကျွန်တော်ဥပမာပဲပြောကွာတရက်ကိုကျွန်တော်တို့တွေကတစ်ချက်ရတယ်ပေါ့ဟုတ်ပြီနော်ဒါဆိုရင်ကိုယ်ဆေးပါယာဒူးနဲ့စတင်ထားရမယ်ဆိုတရက်ကို9ချက်လောက်ရတယ်ဟုတ်ပြီနော်တကယ်လို့ကျွန်တော်တို့တွေက9ယာဒူးနဲ့စတင်ထားမယ်ဆိုတရက်ကိုကျွန်တော်တို့တွေက10လောက်ရမယ်ဟုတ်ပြီနော်တကယ်လို့ကျွန်တော်ပလက်တီနမ်ယာဒူးနဲ့ကျွန်တော်တို့စတင်ထားမယ်ဆိုတရက်ကိုဟုတ်ပြီနော်15ချက်လောက်ရမယ်ဆိုရင်အဆင်ပြေလားနော်ဘာမှမလုပ်ဘဲနဲ့နေ့တိုင်းကိုကပြန်ရနေမှာလေဟုတ်ပြီနော်ဘာမှမလုပ်ဘဲနဲ့ကျွန်တော်တို့နေ့တိုင်းပြန်ရနေမယ်အရာပဲအဲ့ဒါမောင်နှမတွေနားလဲလားမသိဘူးနော်ဘာမှမလုပ်ဘဲနဲ့နေ့တိုင်းပြန်ရနေမယ်အရာပဲโอเคနော်မောင်နှမတွေနားလဲပြီနော်โอเคမောင်နှမနားလဲပြီဆိုရင်နောက်ထပ်ဝင်ငွေတလမ်းကိုကျွန်တော်ထပ်ပြီးတော့ပြောပြမယ်နော်နောက်ထပ်နံပါတ်2နော်နံပါတ်2ဝင်ငွေမှာဆိုရင်တော့ကျွန်တော်တို့တွေကမိတ်ဆက်စုကြေးလို့ခေါ်တယ်ဟုတ်ပြီနော်မိတ်ဆက်စုကြေးပေါ့နော်မိတ်ဆက်စုကြေးမှာဆိုရင်ကျွန်တော်တို့တွေကနော်ဘရောင်းရှိတယ်ဆေးပါရှိတယ်ဂိုးရှိတယ်ပရတီနန်ရှိတယ်ပေါ့နော်โอเคအဲ့တော့မောင်နှမတွေသိထားဖို့လိုတယ်မောင်နှမတွေခုနကကျွန်တော်ပြောလိုက်တဲ့အရာမှာပေါ့နော်ယာဒူးလေးစင်းမှာမောင်နှမတွေကတစ်ခုယူထားမယ်ဆိုရင်ကျွန်တော်တို့ထားလိုက်ရင်တော့ကျွန်တော်အနိုင်ဆုံးကိုကဘရောင်းယာဒူးယူထားမယ်ပေါ့ဘရောင်းယာဒူးယူထားမယ်ဆိုရင်ကိုကနေပြီးတော့ဒီ comment platform အခွင့်အလမ်းကိုကျွန်တော်တို့မိတ်ဆက်တာပဲဖြစ်ဖြစ်နောက်မဟုတ်ဘဲနဲ့ကျွန်တော်တို့တွေကနေ့စဉ်သုံးနေတဲ့ပစ္စည်းကိုကျွန်တော်တို့တွေကဝယ်သုံးရင်းနဲ့ဝင်ငွေကျွန်တော်တို့ကိုယ်တိုင်ရတဲ့အတွက်ကျွန်တော်တို့တငယ်ချင်းမိတ်ဆွေတွေကိုကျွန်တော်တို့တွေကမျှဝေတာပဲဖြစ်ဖြစ်အဲ့ဒါကိုကျွန်တော်တို့ကမိတ်ဆက်စုကြည်လို့ခေါ်တယ်ဟုတ်မှာကွာကျွန်တော်တို့ကိုယ်တိုင်နေ့တိုင်းကျွန်တော်တို့ဝယ်သုံးတယ်ကွာသွားတိုက်စီမျက်နှာတိစက်ပကံစီကျွန်တော်ဝယ်သုံးနေတယ်ပတ်စံပြန်ရတယ်ဟုတ်တော့ပတ်စံပြန်ရတဲ့အတွက်ကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့တငယ်ချင်းကိုကျွန်တော်တို့မျှဝေပေးတယ်အေးငါတော့ဒီထဲမှာကွာနေ့စဉ်ငါတို့သုံးနေသွားတိုက်စီမျက်နှာတိစက်ပြဝယ်သုံးနေနဲ့ဝင်ငွေပြန်ရတယ်ဟုတ်ပြီနော်ဝင်ငွေပြန်ရတယ်ကွာဆိုရင်ဒါဆိုရင်ကိုယ်တငယ်ချင်းမျှဝေပေးလိုက်ခါကြရင် तू ရောမဝယ်သုံးလားဟုတ်တယ်နော်သူတဲ့အပြင်မှာဝယ်သုံးတယ်ပတ်စံတစ်ပြားတစ်ချက်မှမရတဲ့နေရာဒီ comment platform မှာဝယ်သုံးလို့ဆိုပတ်စံပြန်ရမယ့်နေရာဒါဆိုရင်ပတ်စံရမယ့်နေရာနဲ့ပတ်စံမရမယ့်နေရာနဲ့ဘယ်မှာဝယ်သုံးမလဲပတ်စံရတဲ့နေရာမှာပဲဝယ်သုံးမှာပဲမှန်တယ်နော်ကျွန်တော်ပြောတာပတ်စံရတဲ့နေရာမှာပဲကျွန်တော်တို့တွေဝယ်သုံးမှာပတ်စံရတဲ့နေရာမှာကျွန်တော်တို့ဝယ်သုံးမယ်ဆိုရင်နော်ကိုကသူ့ကိုမိတ်ဆက်ပေးလိုက်တဲ့အတွက်ကိုရဲ့ G1 ကနော်ကိုကမိတ်ဆက်ပေးလိုက်တဲ့သူတယောက်ဆိုကိုရဲ့ G1 လို့ခေါ်တယ်ဟုတ်ပြီနော်ဥပမာမောင်နှမတွေကျွန်တော်နားလည်အောင်ရှင်းပြမယ်ဗျာကျွန်တော်တို့ကမိတ်ဆက်ပေးလိုက်တဲ့လက်မဆိုရင်ကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ရဲ့ G1 လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ G1 လို့ခေါ်တယ် G1 ဟုတ်ပြီနော်အဲ့ဒီ G1 မှာကျွန်တော်တို့တွေက10ရာခိုင်နှုန်းခံစားဝင်ရှိတယ်ဟုတ်ပြီနော်အကန့်အသတ်မရှိကျွန်တော်တို့တွေကမိတ်ဆက်ပိုင်ခွင့်ရှိတယ်မိမိကဘရောင်းယာဒူးဖြစ်နေမယ်ဆိုရင်အကန့်အသတ်မရှိမိတ်ဆက်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ကိုကဗရောင်းယာဒူးဖြစ်နေတဲ့အတွက်ဟုတ်ပြီနော်ကိုကဗရောင်းယာဒူးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကတစ်ဆင့်ပဲခံစားဝင်ရှိမယ်ဟုတ်ပါကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့သူပေါ့နော်ကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့သူတကယ်လို့က10ယောက်ရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့က10ယောက်ခံစားခွင့်ရှိတယ်အဲ့ဒီ10ယောက်ကဒီ comment platform ထဲမှာတစ်ခါဝယ်သုံးရင်ကျွန်တော်တို့တွေတစ်ခါခံစားခွင့်ရှိတယ်နှစ်ခါဝယ်သုံးရင်နှစ်ခါခံစားခွင့်ရှိတယ်သုံးခါဝယ်သုံးသုံးခါဝယ်သုံးသူတို့တစ်သက်လုံးဝယ်သုံးရင်တစ်သက်လုံးကျွန်တော်တို့ခံစားခွင့်ရှိတယ်တေးကြတာတစ်ခုကကျွန်တော်တို့တွေကခေါင်းပေါ်ရွက်ပြီးရောင်းရတာမဟုတ်ဘူးเนาะအဲ့ဒါကိုမောင်နှမတွေသိထားဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြောပြမယ်နော်မောင်နှမတွေနားလဲအောင်ဟုတ်တယ်နော်ဒီ comment platform မှာနေ့စဉ်သုံးနေတဲ့ပစ္စည်းပဲလေသွားတိုင်းစီမျက်နှာစီစာပကံစီပြဝိချော်ရေးနော်နေ့တိုင်းမောင်နှမတွေသုံးနေတဲ့အရာပဲကိုယ်တို့ဝယ်သုံးနေတဲ့နေ့တိုင်း
ဝင်ငွေပြန်ရနိုင်မယ်ဆိုရင်တို့ဝယ်မသုံးတော့ဝယ်သုံးမလားနေ့တိုင်းဝယ်သုံးနေမှာပဲဒီကျွန်တော်လည်းလေလိုအပ်တဲ့အချိန်မှာကျွန်တော်တို့အခုတိတိဝယ်သုံးနေတော့မယ်နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဝယ်သုံးနေတဲ့ဝင်ငွေပြန်ရနေလို့ဟုတ်ပြီနော်လိုအပ်တဲ့အချိန်မှာဝယ်သုံးနေတဲ့ဝင်ငွေပြန်ရနေတော့ကျွန်တော်တို့တွေကနေ့တိုင်းဝယ်သုံးနေမှာပဲဟုတ်တယ်မနော်ဒါဆိုကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့ကျွန်တော်တို့ G1 ကလည်းသူကိုယ်တိုင်ဝယ်သုံးလိုက်တယ်ဟာသူလည်းဝင်ငွေပြန်ရတယ်ဟုတ်ပြီနော်ကိုကလည်းသူ့ကိုသွားပြီးတော့ကျွန်တော်တို့တွေမိတ်ဆက်ပေးလိုက်တဲ့ကျွန်တော်တို့ကလည်း10ရာခိုင်နှုန်းခံစားဝင်ရှိတယ်ဘာမှမနားလဲလားမသိနော်10ရာခိုင်နှုန်းခံစားဝင်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မိတ်ဆက်ထားတယ်ပေါ့ဥပမာကျွန်တော်ပြောပြတာဒါ10ရောက်နေပဲဥပမာကျွန်တော်ပြောတာနော်ကျွန်တော်တို့က10ရောက်ကိုကျွန်တော်တို့မိတ်ဆက်ထားတယ်ပေါ့အဲ့ဒီ10ရောက်ကဒီ common platform ထဲမှာနေ့စဉ်သုံးတဲ့အရာတွေကိုပဲတစ်ခါဝယ်သုံးကျွန်တော်တစ်ခါခံစားဝင်ရှိတယ်10ကဝယ်သုံး10ကတစ်သက်လုံးဝယ်သုံးမယ်ဆိုတစ်သက်လုံးခံစားဝင်ရှိတယ်မိုက်လားဟုတ်ပြီနော်မိုက်လားအရန်နေမှမိုက်တယ်နော်โอเคဒါကကျွန်တော်တို့ကဗတောင်းရတူမို့လို့ကျွန်တော်တို့ကိုယ်တိုင်ဒါတိုင်းမိတ်ဆက်ပေးတဲ့ကျွန်တော်တို့ရဲ့တငယ်ချင်းနော်ကျွန်တော်တို့တငယ်ချင်းလက်မဖြစ်တဲ့သူနားမှာပဲကျွန်တော်တို့ဒီဒါတိုင်း10ရာခိုင်နှုန်းပဲကျွန်တော်တို့ခံစားဝင်ရှိတာโอเคဒါဆိုရင်ဒီလက်မကရောသူကိုယ်တိုင်ဝယ်သုံးလို့ကွာဝင်ငွေပြန်ရပြီသူငြင်းနေမလားမနေဘူးလေသူလည်းထပ်ပြီးမျှဝေမှာပဲဟုတ်တယ်နော်သူလည်းထပ်ပြီးမျှဝေမယ်ဆိုရင်ကိုယ့်ရဲ့ G2 လို့ခေါ်တယ်ဟုတ်ပြီနော်ကိုယ့်ရဲ့ G2 လို့ခေါ်တယ်အဲ့ဒီကိုယ့်ရဲ့ G2 နားမှာမောင်နှမတွေကဝင်ငွေပြန်လိုချင်တယ်ဆိုရင်မောင်နှမတွေကစေးပါးရာတူဖြစ်ဖို့လိုတယ်နော်ဗတောင်းရာတူဆိုရင်ကျွန်တော်တစ်ဆင့်ပဲခံစားဝင်ရှိတယ်ကိုကစေးပါးရာတူဖြစ်ထားမယ်ဆိုရင်ကိုကနှစ်ဆင့်ခံစားဝင်ရှိတယ်ဥပမာမောင်နှမတွေမိတ်ဆက်ပေးလိုက်တဲ့ G1 ကနေပြီးတော့ထပ်ပြီးမိတ်ဆက်လိုက်တဲ့မောင်နှမတွေမသိတဲ့ G2 အဲ့ဒီ G2 မှာနောက်ထပ်4ရာခိုင်နှုန်းကျွန်တော်တို့တွေခံစားဝင်ရှိတယ်ဒါပေမဲ့အဲ့ဒီ G2 ပါခံစားဝင်ရှိတဲ့ချင်းတယ်ဆိုရင်တော့ကျွန်တော်တို့ကစေးပါးရာတူဖြစ်ထားဖို့လိုတယ်ဒါပေမဲ့ဗတောင်းရာတူမှာဆိုတော့ကျွန်တော်တစ်ဆင့်ပဲခံစားဝင်ရှိတယ်စေးပါးရာတူမှာဆိုရင်ကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့ G1 လက်မကနေထပ်ပြီးမိတ်ဆက်လိုက်တဲ့လက်ညှိုးဖြစ်တဲ့ကျွန်တော်တို့တွေ G2 မှာနောက်ထပ်4ရာခိုင်နှုန်းထပ်ပြီးတော့ခံစားဝင်ရှိတယ်ဒါဆိုမိုက်လားဟုတ်ပြီနော်ဒါဆိုရင်ဗတောင်းနဲ့စေးပါးနဲ့မောင်နှမတွေဘေးရာတူကအကောင်းဆုံးတယ်တကယ်လို့ကိုမိတ်ဆက်ပေးလိုက်တဲ့ G1 လက်မကနေပြီးတော့တွားပြီးတော့မိတ်ဆက်လိုက်တဲ့ G2 လက်ညှိုးပေါ့နော်အဲ့ဒီလက်ညှိုးမှာ10ရောက်ရှိခဲ့မယ်ဆိုရင်အဲ့ဒီ10ရောက်ကတစ်ခါဝယ်သုံးကျွန်တော်တို့တစ်ခါခံစားဝင်ရှိမယ်နော်10ကဝယ်သုံး10ကတစ်သက်လုံးဝယ်သုံးတစ်သက်လုံးကျွန်တော်တို့စီ automatic ပတ်စံဝင်လာခဲ့မယ်နော်မောင်နှမကြီးနားလေလားနော်တစ်သက်လုံးဝင်လာခဲ့မှာဘာဖြစ်လို့ဆိုတော့ तू ရတယ်တစ်သက်လုံးဝယ်သုံးမှာပဲဘာဖြစ်လို့ तू ကိုယ်တိုင်ဝယ်သုံးနေတဲ့ဝင်နေတိုင်းပြင်ရနေလို့ तू ရတယ်တစ်သက်လုံးဝယ်သုံးနေမှာပဲဟုတ်တယ်နော်သွားတိုက်စီမျက်နှာစီဆက်ပြပကံစီအဝတ်ဆော့ဆက်ပြမို့ရေချိုးဆက်ပြဟုတ်နော်တစ်သက်လုံး तू ဝယ်သုံးနေမှာပဲကျွန်တော်ပြောတာနားလေလားမသိနော်တစ်သက်လုံးဝယ်သုံးမှာကျွန်တော်လည်းခုထိဝယ်သုံးနေတော့မယ်ဟုတ်ပြီနော်ကဲတစ်သက်လုံး तू ဝယ်သုံးမယ်ဆိုတစ်သက်လုံးကျွန်တော်တို့စီ automatic ကျွန်တော်တို့စီပတ်စံတက်နေတာဒါဆိုမိုက်လားဒါပေမဲ့သေချာတာတစ်ခုကကျွန်တော်တို့မိတ်ဆက်ပေးလိုက်တာလက်မတယောက်ပဲကျွန်တော်တို့သိတယ်ဒါပေမဲ့လက်ညှိုးကိုကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်တို့သိစရာလည်းမလိုဆိုသိဖို့တော့မလိုဘာဖြစ်လို့ကျွန်တော်တို့ကစေးပါးရာတူဖြစ်နေလို့ဟုတ်ပြီနော်စေးပါးရာတူမှာဆိုကျွန်တော်တို့မလောက်ပဲနဲ့တော့ပတ်စံ automatic နေ့တိုင်းပတ်စံရမှာဟုတ်ပြီနော်နှစ်ဆင့်ဟုတ်ပြီနော်ကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့လက်မကနေထပ်ပြီးမိတ်ဆက်လိုက်တဲ့ G2 လက်ညှိုးကိုကျွန်တော်တို့မသိဘူးဒါပေမဲ့တီမတီကျွန်တော်တို့ကနောက်ထပ်4ရာခိုင်နှုန်းကျွန်တော်တို့ဒီခံစားခွင့်ရှိတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကစေးပါးရာတူဖြစ်နေလို့ဟုတ်ပြီနော်ဒါဆိုမောင်နှမတွေနားလည်ပြီနော်โอเคနောက်ထပ်တစ်ခုကျတော့ကျွန်တော်တို့တွေက9ရာတူလို့ခေါ်တယ်9ရာတူမှဆိုကျွန်တော်တို့တွေ3ဆင်းခံစားခွင့်ရှိတယ်ဟုတ်ပြီနော်9ရာတူမှဆို3ဆင်းခံစားခွင့်ရှိတယ်ကဲကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့ G1 ကလက်မဟုတ်ပြီနော်ကျွန်တော်မိတ်ဆက်ပေးလိုက်တဲ့ G1 ကလက်မ G1 ကလက်မကနေမိတ်ဆက်လိုက်လက်ညှိုးဟုတ်ပြီနော်လက်ညှိုးဆိုကျွန်တော်တို့ရဲ့ G2 နော်ကျွန်တော်ရဲ့ G2 လက်ညှိုးကနေပြီးတော့ထပ်ပြီးတော့မိတ်ဆက်လိုက်တဲ့သူကကျွန်တော်တို့ရဲ့ G3 လက်ခက်လေလို့ခေါ်တယ်ဟုတ်ပြီနော်လက်ခက်လေပေါ့နော်ကျွန်တော်တို့ရဲ့ G3 အဲ့ဒီ G3 မှာတော့ကျွန်တော်တို့က9ရာတူဖြစ်နေမယ်ဆိုရင်နောက်ထပ်2ရာခိုင်နှုန်းခံစားခွင့်ရှိတယ်3ဆင့်ဟုတ်ပြီနော်လက်မရဲ့လက်ညှိုးရဲ့လက်ခက်လေရဲ့3ဆင့်ကျွန်တော်တို့ခံရခွင့်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့က9ရာတူဖြစ်ဖို့လိုတယ်ဟုတ်ပြီနော်9ရာတူဖြစ်မယ်ဆို3ဆင့်ခံစားခွင့်ရှိတယ်ကျွန်တော်တို့သိမှာတော့ကျွန်တော်တို့ကိုယ်တိုင်ဒါတိုင်းမိတ်ဆက်လိုက်တဲ့လက်မပဲသိမယ်ဟုတ်တယ်နော်လက်မကနေထပ်ပြီးမိတ်ဆက်လိုက်တဲ့လက်ညှိုးတဲ့ကျွန်တော်တို့မသိဘူးကျွန်တော်တို့ G2 လက်ညှိုးတဲ့ကျွန်တော်မသိဘူးဒါပေမဲ့သိစရာမလိုဘူးဟုတ်ပြီနော်လက်ညှိုးကနေပြီးတော့သူကိုယ်တိုင်နေ့တိုင်းကျွန်တော်သူဝယ်သုံးနေတယ်သွားတိုက်စီမင်းသားသိဆက်ပြပကံစီနေ့တိုင်းဝယ်သုံးနေတယ်ဝင်ငွေပြန်ရတဲ့အတွက်သူလည်းဒီတိုင်းမနေဘူးဟုတ်တယ်မလားသူလည်းထပ်ပြီးတော့သူလည်းမျှဝေမှာပဲဟုတ်ပြီနော်မျှဝေတဲ့ခါကျရင်အဲ့ဒီ G2 နော်လက်ညှိုးကနေထွက်သွားတယ်ဆိုလက်ကလေးဆိုကျွန်တော်တို့ရဲ့ G3 အဲ့ဒီ G3 မှာနောက်ထပ်ကျွန်တော်တို့က2ရာခိုင်နှုန်းခံစားခွင့်ရှိတယ်မိုက်လားအရန်နဲ့မှမိုက်တယ်နော်3ဆင့်ခံစားခွင့်ရှိတယ်ကျွန်တော်တို့တွေက9ရာတူဖြစ်တာမယ်ဆိုရင်โอเคလား9ရာတူဖြစ်တာမယ်ဆိုကျွန်တော်3ဆင့်ခံစားခွင့်ရှိတယ်နော်G1 မှာ10ရာခိုင်နှုန်း G2 မှာ4ရာခိုင်နှုန်း G3 မှာနောက်ထပ်2ရာခိုင်နှုန်းအဲ့ဒီ G3 မှာ G2 ကနေမိတ်ဆက်လိုက်တဲ့ G3 မှာကျွန်တော်တို့မသိတော့ဘူးနော်ကျွန်တော်တို့သိတာလက်မပဲနော်လက်မပဲသိမယ်လက်ညှိုးလည်းမသိဘူးလက်ခက်လည်းမသိဘူးဟုတ်တယ်နော်ကျွန်တော်တို့ G1 ပဲကျွန်တော်တို့သိမယ် G2 လည်းမသိဘူး G3 လည်းမသိဘူးဒါပေမဲ့တိမသိကျွန်တော်တို့က9ရာတူဖြစ်မယ်ဆို3ဆင့်ခံစားခွင့်ရှိတယ်ကဲလက်ညှိုးကမိတ်ဆက်လိုက်လက်ခက်လည်း G3 မှာဥပမာကျွန်တော်ပြမယ်ကွာ10ရောက်ရှိမယ်ပေါ့ဟုတ်နော်
အဲ့ဒီ10ရောက်မှာကျွန်တော်တစ်ခါဝယ်သုံးကျွန်တော်တစ်ခါခံစားဝင်ရှိတယ်10ကဝယ်သုံး10ကတက်လုံးဝယ်သုံးတက်လုံးကျွန်တော်တို့ခံစားဝင်ရှိနေမယ်မိုက်လားမောင်နှမတွေအရန်နေမှာမိုက်တယ်နော်900တူဆိုရင်3ဆင့်ဒါဆိုရင်မောင်နှမတွေနော်ဗရောင်းရာဒူးနဲ့ဗရောင်းရာဒူးရဲ့ဆေးပါးရာဒူးရဲ့900ဒူးရဲ့ပြောလိုက်မှဆိုဘေးရာဒူးအကောင်းဆုံးလေဟုတ်ပြီနော်ရေးလာခဲ့ဟုတ်ပြီနော်ဘေးရာဒူးအကောင်းဆုံးလေโอเคဒါဆိုရင်မောင်နှမတွေဘေးရာဒူးအကောင်းဆုံးလေဒါဆိုရင်900ဒူးနော်နောက်ထပ်ယာဒူးတစ်ခုမှဆိုရင်ပရက်တီနန်ယာဒူးလို့ခေါ်တယ်ပရက်တီနန်ယာဒူးမှဆိုရင်နောက်ထပ်2ဆင့်ထပ်ပေါင်းပေးတယ်5ဆင့်တိတိခံစားဝင်ရှိတယ်ဟုတ်ပြီနော်ကျွန်တော်တို့မိတ်ဆက်လိုက်တဲ့လက်မကနေထပ်ပြီးမိတ်ဆက်လိုက်တဲ့လက်ညှိုးဟုတ်ပြီနော် G2 လက်ညှိုးကနေထပ်ပြီးမိတ်ဆက်လိုက်တဲ့လက်ကလေး G3 မှာကျွန်တော်ခံစားနေလက်ကလေးကနေထပ်ပြီးမိတ်ဆက်လိုက်တဲ့နော်လက်တကြွမှာလည်းကျွန်တော်တို့တွေကနောက်ထပ်200ခန့်လုံးကျွန်တော်တို့ရဲ့ G4 မှာပေါ့နော်ဒီမှာနော်ကျွန်တော်ပြမယ်နော်ဒီ G4 မှာနောက်ထပ်200ခန့်လုံးခံစားဝင်ရှိတယ်ဟုတ်ပြီနော်ကျွန်တော်တို့ကိုယ်တိုင်ဒါတိုင်းမိတ်ဆက်ပေးတဲ့သူနာမှာ10ရာခိုင်နှုန်း G2 မှာကျွန်တော်တို့တွေ400ရာခိုင်နှုန်း G3 မှာနောက်ထပ်200ရာခိုင်နှုန်းနောက်ထပ် G4 ပေါ့ G3 ကနေထပ်ပြီးမိတ်ဆက်လိုက်တဲ့ G4 မှာနောက်ထပ်200ရာခိုင်နှုန်းကျွန်တော်တို့ခံစားဝင်ရှိတယ်မိုက်လားမောင်နှမတွေဟုတ်ပြီနော်ဒါပေမဲ့တေချာတာတစ်ခုကမောင်နှမတွေတိမှာလက်မပဲနော်လက်မပဲတိမှာကိုယ်တိုင်မိတ်ဆက်တာဒီတယောက်ပဲတိတာနော်ဒါပေမဲ့ဒီတယောက်မိတ်ဆက်လိုက်ရနေဆင်းသွားတဲ့သူမှာဟုတ်ပြီနော် G40 မောင်နှမတွေမသိဘူးဒါပေမဲ့မောင်နှမတွေတိဖို့လည်းမလိုဘူးနော်ဘာဖြစ်လို့လဲမောင်နှမတွေကပရက်တီနန်ယာဒူးဖြစ်နေတဲ့အတွက်မောင်နှမတွေက automatic မောင်နှမစီကို automatic တက်လာပြီပစံဟုတ်ပြီနော်ဒီ G4 မှာဥပမာကျွန်တော်ပြမယ်ကွာ10ရောက်ပဲရှိကွာတယောက်ကိုနော်တယောက်ကိုမဟုတ်10ယောက်ကတစ်ခါဝယ်သုံးတစ်ခါနော်10ကဝယ်သုံး10ကတက်လုံးဝယ်သုံးတက်လုံးကျွန်တော်တို့တွေခံစားဝင်ရှိမှာပဲဟုတ်ပြီနော်ဘာဖြစ်လို့သူလည်းတက်လုံးဝယ်သုံးမှာပဲဘာဖြစ်လို့ဆိုတော့သွားတိုက်စေးမျက်နှာတိဆက်ပြပကံစေးအဝိဆောက်ဆက်ပြမဟုတ်ရေဆိုးပြပြလူတိုင်းကနေ့တိုင်းလိုအပ်နေတဲ့အရာပဲလေအဲ့ဒီလိုအပ်နေတဲ့အရာကို तू ဝယ်သုံးနေတယ် तू ကနေ့တိုင်းပတ်စံရနေမှာဟုတ်ပြီနော်နေ့တိုင်းဝယ်ပတ်စံ तू ပြန်ရနေမှာဖြစ်တဲ့အတွက် तू ကနေ့တိုင်းဝယ်သုံးမှာပဲကျွန်တော်လည်းအခုနေ့တိုင်းပတ်စံပြနေတော့ကျွန်တော်နေ့တိုင်းဝယ်သုံးနေတာပဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့စီကို automatic တက်လုံးပတ်စံဝင်လာပြီမိုက်လားအရန်နေမှာမိုက်တဲ့စနစ်နော်ပြီးသွားရင်ကျွန်တော်တို့ G4 ကနေထပ်ပြီးတော့မိတ်ဆက်လိုက်တဲ့ G5 နော် G5 ဟုတ်နော် G5 မှာဆိုရင်နောက်လည်း200ခန့်လုံးဟုတ်ပြီနော် G5 မှာဆိုရင်နောက်လည်း200ခန့်လုံးကျွန်တော်တို့ကလက်မပဲသိတယ်လက်ညှိုးတည်းမသိတော့လက်ကလေးလည်းမသိဘူးနော်လက်ကြွယ်လည်းမသိကျွန်တော်တို့နော်လက်ကြွယ်မှာဆက်ပြတာလက်တန်းပေါ့နော် G4 နဲ့မိတ်ဆက်လိုက်တဲ့ G5 အဲ့ဒီ G5 မှာလည်းနောက်လည်း200ခန့်လုံးခံစားဝင်ရှိတယ်ဟုတ်ပြီနော်200ခန့်လုံးအဲ့ဒီ G5 မှာဥပမာကျွန်တော်ပြောတာနောက်လိုပဲ10ရောက်ရှိခဲ့မယ်ကွာအဲ့ဒီ10ရောက်တစ်ခါဝယ်သုံးတစ်ခါ10ကဝယ်သုံး10ကတက်လုံးသူတို့ဝယ်သုံးတက်လုံးတည်တဲ့အထိ automatic တက်နေမယ်မိုက်လား5ဆင်းခံစားဝင်ရှိတယ်နော်ကျွန်တော်တို့တွေဒီမှာနော်တစ်ဆင့် G1 G2 G3 G4 G5 ဆိုတော့5ဆင်းလုံးကိုနော်5ဆင်းလုံးကိုကျွန်တော်တို့ခံစားဝင်ရှိတယ်ပရက်တီနန်ယာဒူးဖြစ်တဲ့ဝင်ငွေအကျန်းဆုံးနော်တရက်ကိုသိန်းနဲ့ချီရတဲ့နေရာအဲ့ဒါပရက်တီနန်ယာဒူးပဲဟုတ်ပြီနော်တကယ်လို့ကိုကဒီယာဒူးတွေနဲ့စတင်လို့မရအောင်တော့စတင်လို့ရတယ်ဒီယာဒူးမှာဆိုကျွန်တော်တစ်ဆင့်ပဲခံစားဝင်ရှိမယ်ကွာဟုတ်တယ်နော်ဒီယာဒူးမှာ2ဆင့်ပဲစေးပါးမှာ2ဆင့်ပဲဂိုးမှာ3ဆင့်ပဲပရက်တီနန်ယာဒူးမှာဆို5ဆင့်အကုန်လုံးခံစားဝင်ရှိတယ်ဟုတ်ပြီနော်အခုကျွန်တော်ကိုယ်တိုင်နဲ့ပရက်တီနန်ယာဒူးမှာပဲကျွန်တော်နေတယ်5ဆင့်လုံးကျွန်တော်ခံစားဝင်ရှိတယ်ဟုတ်ပြီနော်မောင်နှမတွေနားလဲလားမသိနော်တကယ်လို့နော်မနားလဲဘူးဆိုရင်လည်းကျွန်တော်ကိုမတ်ရေးလို့ရတယ်โอเคနော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ထပ်ဒါနံပါတ်1ဝင်ငွေနော်ဒါဆိုရင်နံပါတ်3ဝင်ငွေကျွန်တော်ပြပြပေးမယ်ဟုတ်ပြီနော်နံပါတ်3ဝင်ငွေမှာဆိုရင်နော်နံပါတ်3ဝင်ငွေမှာဆိုရင်ဒီမှာကျတော့ကျွန်တော်တို့တွေကဘန်ဒလီစနစ်လို့ခေါ်တယ်သူကဘယ်ညာလောက်ရတယ်နော်ဒီမှာဘယ်ဒီမှာညာလို့ခေါ်တယ်ဟုတ်ပြီနော်ဘယ်ညာလောက်ရတယ်အဲ့ဒါကျတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီဘက်ဒါကြတော့ညာဒီဘက်ကဘယ်နော်ညာကတော့အများဒီဘက်ကဘယ်ကတော့အနည်းလို့ခေါ်တယ်ဟုတ်ပြီနော်ဒါကြတော့အသင်းဖွဲ့အစုကြီးလို့ခေါ်တယ်ဒါပေမဲ့ကိုတယောက်တည်းလောက်ရတာမဟုတ်နော်ကိုရဲ့အထက်ကလှုပ်တဲ့သူနားကလည်းကိုရတယ်ကိုအောက်ကလှုပ်တဲ့သူရတယ်ကိုရတယ်ကိုကိုယ်တိုင်လှုပ်တယ်ကိုရတယ်နော်အဲ့ဒါကဒီအများတစ်ချက်မှာဟုတ်ပြီနော်အများတစ်ချက်မှာဒီမှာကျတော့ကျွန်တော်တို့ဒီခုနတုန်းကမောင်နှမတွေကျွန်တော်ပြောရနော်ဒီမှာပစ္စည်းဝယ်သုံးလိုက်တဲ့အမှတ်ကနေပြီးတော့ကျွန်တော်တို့ဒီကိုသက်ဆံပြန်ပေးတဲ့နေရာဟုတ်ပြီနော်ဒီဘက်ချက်မှာအများဒီဘက်ချက်မှာအနည်းဟုတ်ပြီနော်ဒီဘက်ချက်မှာဆိုကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့ G1 G2 G3 G4 G5 ပေါ့ဟုတ်တယ်မလားဒီဘက်ချက်မှာကျွန်တော်တို့လည်းတစ်ချမ်းဒီဘက်ချက်မှာတစ်ချမ်းโอเคဒါဆိုရင်ဒီဘက်ချမ်းကတက်လာတဲ့အမှတ်နဲ့နော်ဒီဘက်ချမ်းကတက်လာတဲ့အမှတ်နဲ့ဒီဘက်ချမ်းကတက်လာတဲ့အမှတ်နဲ့ကိုကျွန်တော်တို့တွေကဟုတ်ပြီနော်ဒီဘက်ချမ်းတက်လာတဲ့အမှတ်1000ရှိတယ်ဒီဘက်ချမ်းမှာအမှတ်1000ရှိမယ်ဆိုရင်ကျွန်တော်တို့ရ10ရာခိုင်နှုန်းခံစားဝင်ရှိတယ်10ရာခိုင်နှုန်းဆိုကျွန်တော်ဘယ်လောက်ရမလဲ1000ဘတ်မိုက်လားအော်တိုမက်တစ်ပဲနော်ဘာဖြစ်လို့ဆိုတော့အဲ့ဒီပစ္စည်းကိုသူတို့ဝယ်သုံးလိုက်တယ်ကွာ100ဘိုးဝယ်သုံးလိုက်မယ်ဆိုအမှတ်100ရမယ်ကွာ1000ဘိုးဝယ်သုံးလိုက်မယ်ဆိုအမှတ်1000ရမယ်1000ဘိုးဝယ်သုံးလိုက်မယ်ဆိုအမှတ်1000ဘိုးရမယ်ဟုတ်တယ်နော်တကယ်လို့3သိန်းဘိုးဝယ်သုံးတာအမှတ်3သိန်း automatic တက်လာမယ်တက်လာတဲ့အမှတ်3သိန်းရှိတယ်ကွာဥပမာ1000ရှိတယ်ဆိုကျွန်တော်တို့က100ဘတ်ခံစားဝင်ရှိတယ်တကယ်လို့ကျွန်တော်တို့တွေကဟုတ်ပြီနော်အမှတ်1000တက်လာမယ်ဆို1000ဘတ် automatic ခံစားဝင်ရှိတယ်မောင်နှမတွေမိုက်လားကျွန်တော်တို့ကဒီနေရာအကြိုက်ဆုံးပဲဘာဖြစ်လို့ဆိုတော့ဒီမှာကျတော့ကျွန်တော်တို့အကန့်အသတ်မရှိဘူးနော်အမှန်ကွာ
ကျွန်တော်တို့ဒီခုနတော့ဒီမိတ်ဆက်စုကြီးမှာဆိုကျွန်တော်50ပဲကန့်သက်ထားတယ်ဒီမှာကျတော့အကန့်သက်မရှိဘူးเนาะG 100 G 200ဒီဘယ်လောက်ပဲရှင်းလာဆင်းသွားပေါ့နော်အကန့်အသတ်မရှိဘူးအဲ့ကနေတက်လာတဲ့အမှတ်နဲ့ကိုပတ်စံကုမ္ပဏီရနေပြီးတော့ကျွန်တော်တို့10ရာခိုင်နှုန်းပြန်ပြီးတယ်ဟုတ်ပြီနော်တကယ်ကျွန်တော်ပြောပြနေ1000တက်လာမယ်ဆိုရင်ကျွန်တော်တို့100ရမယ်ဟုတ်ပြီနော်ကျွန်တော်တို့1000တက်လာမယ်ဆို1000ဘတ် automatic ပဲဘာမှလုပ်စရာမလိုစပိုင်ပဲဟုတ်တယ်နော်သူကသူဟိုအောင်မှာသူလိုချင်တဲ့မျက်နှာတိတက်ပြသွားတိုင်းစေပကံစေသူဝယ်သုံးတယ်ကွာ100ဘိုးအမှတ်100တက်လာပြီးဘုံနဲ့တက်လာပြီးကျွန်တော်10ရပြီဟုတ်ပြီနော်အော်မှာသူတို့ကဟို2ယောက်3ယောက်တော့သူတို့ဝယ်သုံးတယ်အမှတ်1000တက်လာပြီးဘုံကျွန်တော်ဘာရ automatic 1000ဆိုကျွန်တော်100ရပြီမိုက်လားအရန်မိုက်တဲ့စနစ်နော်ဒါဆိုမောင်နှမတွေနားလဲမယ်လို့ကျွန်တော်မျှော်လင့်နေနော်တကယ်လို့နားမလဲဆိုကျွန်တော်ဒါရိုက်လည်းမေးလို့ရတယ်ဟုတ်ပြီနောက်တစ်ဆင့်မှဆိုကျွန်တော်တို့ရခေါင်းဆောင်မွေးထုံမှုစုကြီးလို့ခေါ်တယ်ဟုတ်ပြီနော်ခေါင်းဆောင်မွေးထုံမှုစုကြီးမှာကျွန်တော်တို့ကို90ရာခိုင်နှုန်းတိတိပြန်ပေးထားတယ်ဟုတ်ပြီနော်ဒီမှာနော်မောင်နှမတွေသေချာကြည့်မယ်90ရာခိုင်နှုန်းတိတိပြန်ပေးထားတယ်ဒီခေါင်းဆောင်မွေးထုံမှုစုကြီးမှာဆိုရင်တော့ကျွန်တော်တို့တွေဗတောင်းရဒူးဆိုရင်တော့လုံးဝခံစားခွင့်မရှိဘူးမပေးထားဘူးဟုတ်ပြီနော်ကျွန်တော်တို့တွေကခေါင်းဆောင်မွေးထုံမှုစုကြီးကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ကအနှိမ့်ဆုံးဆေးပါးရာဒူးဖြစ်ဖို့လိုတယ်ဟုတ်ပြီနော်ဆေးပါးရာဒူးမှာဆိုကျွန်တော်တို့တွေက25ရာခိုင်နှုန်းကျွန်တော်တို့ခံစားခွင့်ရှိတယ်ဥပမာကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့နော်ကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့ G1 ပေါ့ကိုကဆေးပါးရာဒူးဖြစ်ရမယ်နော်ကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့ G1 တယောက်လက်မဟုတ်ပြီနော်အဲ့ဒီလက်မတယောက်ကဒီ combo platform မှာသူကစူးစမ်းလို့သူကတလဝင်ငွေဒါတော့ကျွန်တော်တလနဲ့ပဲပြောမယ်နော်တလဝင်ငွေ1000ရတယ်ဆိုရင်ကိုယ့်စီကို automatic ခေါင်းဆောင်မွေးထုံမှုစုခြင်းမှာ automatic 25ရာခိုင်နှုန်းနဲ့ကျွန်တော်တို့စီကိုဝင်ငွေပြန်ရတယ်မိုက်လားမောင်နှမတွေဟုတ်ပြီနော်ကိုမိတ်ဆက်ပေးလိုက်တဲ့ G1 ကသူ့ကဒီ combo platform မှာဒီစနစ်မှာသူစူးစမ်းတယ်သူကစူးစမ်းလို့သူဝင်ငွေဟုတ်ပြီနော်သူဝင်ငွေဘယ်လောက်ရတာ1000ရတာ1000ရတာဟုတ်ပြီနော်သူဝင်ငွေ1000ရတာဒါပေမဲ့ကျွန်တော်တို့စီကို automatic ဟုတ်ပြီနော်1000ဆိုရင်ကျွန်တော်တို့စီ automatic 2500ဘတ်တက်လာမယ်မိုက်လားဟုတ်ပြီနော်သူ1000ရတာနော်သူရတာဒါပေမဲ့သူ့ထရရတယ်မဖြတ်ဘူးနော်ကုမ္ပဏီကနေပြီးတော့ကျွန်တော်တို့ရခေါင်းဆောင်မွေးထုတ်ပေးတဲ့အတွက်ကျွန်တော်တို့စီကို automatic ကျွန်တော်တို့25ရာခိုင်နှုန်းနဲ့2500ဖြစ်2500ဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်တို့ဒါတိုင်းမိတ်ဆက်တဲ့ G1 ကွာ10ရောက်ပဲရှိမောင်နှမတွေတွေ့ကြည့်ဟုတ်ပြီနော်10ရောက်ပဲရှိအဲ့ဒီ10ရောက်ကိုတစ်ယောက်ကိုနော်ဝင်ငွေ1000ပဲရကျွန်တော်ဆိုရင်တော့တစ်လားကို3-4တောင်းလောက်ရတယ်ဟုတ်ပြီနော်ထားလိုက်ကွာကျွန်တော်ကတစ်လားကို1000ပဲသူတို့ရပါစီနော်သူတို့တစ်လားကို1000မရ automatic ပါလဲ25ရာခိုင်နှုန်းနဲ့2500ရမယ်ဟုတ်ပြီနော်တကယ်တော့မောင်နှမတွေကွာမောင်နှမတွေဒါတိုင်းမိတ်ဆက်လိုက်တဲ့ G1 ပေါ့နော် G1 10ရောက်ရှိခဲ့မယ်ဆိုဘယ်လောက်ရမလဲတစ်ယောက်ကို2500 10ရောက်ဘယ်လောက်တဲ့2000ခွဲဘတ်โอเคမိုင်းရနေမှာတဲ့စနစ်နော်ဘာမှလောက်ကြမလို့နော်သူ့ဝင်ငွေလောက်လို့သူ့လောက်လို့1000ရတာနော်ကျွန်တော်တို့လည်းမသိဘူးဟုတ်တယ်မလားဒါပေမဲ့တိမသိကျွန်တော်တို့စီအော်တို2500ပဲတက်လာတယ်ဟုတ်ပြီနော်တကယ်လို့10ရောက်ရှိခဲ့မယ်ဆို2000ခွဲဘတ်မောင်နှမတွေနော်မောင်နှမတွေစဉ်းစားကြည့်နော်အပေးကျန်းတာနော်အဲ့ဒါကိုကျွန်တော်တို့တွေကဘာမှလောက်ရတာမဟုတ်ဘူးနော်မလောက်ဘဲနဲ့နေ့တိုင်းဝင်ငွေနေ့တိုင်းနော်မလောက်ဘဲနဲ့ရမယ့်အရာဟုတ်ပြီနော်သူစူးစမ်းလို့ဝင်ငွေ1000ရတာကျွန်တော်တို့လည်းမဆိုင်ဘူးလေဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်တို့တွေကသူ့ကိုမိတ်ဆက်ပြီးတော့မိတ်ဆက်ပေးထားတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တို့စီကို25ရာခိုင်နှုန်းနဲ့ကျွန်တော်တို့2500ပဲရမယ်ဟုတ်ပြီနော်တကယ်လို့ကျွန်တော်တို့တွေက10ရောက်ရှိခဲ့မယ်ဆိုရင်ကျွန်တော်တွက်ကြည့်နော်သူတို့တစ်လမှာဝင်ငွေ1000ပဲရကွာကျွန်တော်မိတ်ဆက်ပေးလိုက် G1 မှာ10ရောက်ပဲရှိ1000ပဲရကွာတယောက်2500နဲ့ကျွန်တော်ဘယ်လောက်ရမလဲဟုတ်ပြီနော်10ရောက်ကို2000ခွဲဘတ် automatic မိုက်လားအရန်မိုက်တယ်နော်မလောက်ပဲနဲ့ရမယ်နော်မောင်နှမရမကြိုက်ရလားကျွန်တော်တော့အရန်ကြိုက်တယ်ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ G1 ကနေပြီးတော့မိတ်ဆက်လိုက်တဲ့ G2 မှာပါနောက်ထပ်10ရာခိုင်နှုန်းထပ်ရမယ်ဟုတ်ပြီနော် G2 ကနေမိတ်ဆက်လိုက်တဲ့ G1 နဲ့မိတ်ဆက် G2 မှာကိုကဆေးပါးရတူဖြစ်တာလဲဆိုရင်ကျွန်တော်တို့က G1 ကနေပြီးတော့မိတ်ဆက်လိုက်တဲ့ G2 လက်မကနေကိုကလက်မနော်လက်မကနေမိတ်ဆက်လိုက်တဲ့လက်ညှိုးအဲ့ဒီလက်ညှိုးမှာကျွန်တော်တို့မသိတော့ဘူးနော်ဒါပေမဲ့တီးမသိအဲ့ဒီလက်ညှိုးကနော်အဲ့ဒီလက်ညှိုးကအခုဒီစီးပွားရေးမှာပေါ့နော်အဲ့ဒီလက်ညှိုးကအခုဒီ combo platform မှာပေါ့နော် तू ကစူးစမ်းလို့ဝင်ငွေ1000ရတယ်ဆိုရင်ကျွန်တော်တို့စီကို automatic 1000ဘတ်တက်လာတယ်မိုက်လားတေးကြတာတော့ခုကကျွန်တော်တို့ကအဲ့ဒီ G2 ကိုကျွန်တော်မိတ်ဆက်ထားပေးတာမဟုတ်ဘူးเนาะကျွန်တော်တို့ G1 ကနေမိတ်ဆက်လိုက်တယ်ကျွန်တော်တို့ G2 လက်ညှိုးအဲ့ဒီလက်ညှိုးမှာကျွန်တော်တို့တွေက automatic သူကတစ်လမှာဝင်ငွေ1000ရမယ်ဆိုကျွန်တော်တို့စီ automatic ဘယ်လောက်ရလဲ1000ပဲရမယ်ကွာအဲ့ဒီ G2 မှာကွာ10ရောက်ရှိခဲ့မယ်ဆိုဘယ်လောက်ရမယ်တွက်ကြည့်နော်မောင်နှမတွေသူကအဲ့ဒီ G2 မှာ G1 ကမိတ်ဆက်လိုက်တဲ့ G2 မှာ10ရောက်ရှိမယ်ကွာအဲ့ဒီ10ယောက်ကတစ်လမှာဝင်ငွေ1000ပဲရဟုတ်တယ်နော်တစ်လမှာဝင်ငွေ1000ပဲရတယောက်ကို1000လဲကျွန်တော်တို့ပဲရမယ်ဘယ်လောက်ရမလဲ10ယောက်ကို1000ဘတ် automatic ပဲဟုတ်ပြီနော်ဒါပေမဲ့အဲ့ဒီ G2 ကိုကျွန်တော်မိတ်ဆက်တာမဟုတ်ဘူးမိုက်လားဟုတ်ပြီနော်
ဒါဆိုရင်ကျွန်တော်ဆေးပါးရာတူမှာဆို2ဆင့်ခံစားဝင်ရှိတယ် G1 G2 ဟုတ်ပြီနော်နောက်ပြီးတော့ကျွန်တော်တို့9ရာတူ9ရာတူမှာဆိုကျွန်တော်တို့တွေက3ဆင့်ခံစားဝင်ရှိတယ် G1 ရယ် G2 ရယ် G3 ရယ်ဟုတ်ပြီနော်ကျွန်တော်တို့တွေ G1 က G1 မှာကျွန်တော်25ရာခိုင်နှုန်း G2 မှာ10ရာခိုင်နှုန်းနောက်ထပ် G3 လက်ခက်လက်ဖြစ်တဲ့ G3 မှာနောက်ထပ်9ရာခိုင်နှုန်းခံစားဝင်ရှိတယ်ဟုတ်ပြီနော်ကဲ G2 ကနေတော့မိတ်ဆက်လိုက်တဲ့ G3 မှာပေါ့ G3 မှာက तू ကဒီ common platform မှာတစ်လမှာဝင်ငွေ1000ပဲရတယ်ဆိုတော့မှနော်ကျွန်တော်တို့စီကို automatic ဘယ်လောက်တက်လာမလဲ900ဘတ်တက်လာမယ်မိုက်လား900ခန်းလုံးနဲ့900ဘတ်တကယ်လို့ကျွန်တော်ပြောမှာ10ရောက်ပဲရှိခဲ့10ရောက်ပဲရှိနော် G2 ကနေမိတ်ဆက်လိုက် G2 မှာ10ရောက်ပဲရှိအဲ့ဒီ10ရောက်ကတစ်လမှာဝင်ငွေ1000ပဲသူတို့ရကျွန်တော်တို့စီကိုတစ်ယောက်ကို900ဘတ်နဲ့ကျွန်တော်တို့တွေကို10ရောက်ဆိုဘယ်လောက်ရမလဲ9000ဘတ် automatic တက်လာမယ်မိုက်လားကျွန်တော်တို့ကဒီလိုမျိုး3ဆင်းလုံးကိုကျွန်တော်တို့လိုချင်တယ်ဆိုရင်နော် G1 G2 G3 3ဆင်းလုံးကိုကျွန်တော်တို့လိုချင်တယ်ဆိုရင်ကျွန်တော်တို့900တူဖြစ်ဖို့လိုတယ်ဟုတ်ပြီနော်နောက်တစ်ခုသိကြတော့ကျွန်တော်တို့ပရက်ဒီနန်ယာတူပရက်ဒီနန်ယာတူမှာဆိုကျွန်တော်တို့9ဆင်းလုံးကျွန်တော်တို့ခံစားဝင်ရှိတယ်ကျွန်တော်တို့ကိုယ်တိုင်နော်ဓာတ်ရိုက်မိတ်ဆက်ပေးလိုက်တဲ့ဒီမှာ25ရာခိုင်နှုန်း G1 လက်မနာမှာ25ရာခိုင်နှုန်းလက်မကနေမိတ်ဆက်လိုက်တဲ့ G2 ကျွန်တော်တို့မသိတဲ့ G2 နာမှာ10ရာခိုင်နှုန်း G2 ကနေမိတ်ဆက်လိုက် G3 ကျွန်တော်တို့မသိတဲ့ G3 မှာနောက်ထပ်9ရာခိုင်နှုန်းဟုတ်ပြီနော်တကယ်လို့ပရက်ဒီနန်ယာတူဆိုနောက်ထပ်2ဆင့်ထပ်ပေါင်းပြီးတယ် G3 ကနေမိတ်ဆက်လိုက်တဲ့ G4 နာမှာနောက်ထပ်9ရာခိုင်နှုန်းဥပမာ G4 ကနေမိတ်ဆက်လိုက်တဲ့နော် G3 ကနေမိတ်ဆက်လိုက်တဲ့ G4 အဲ့ဒီ G4 မှာလည်းအဲ့လိုပြောပေါ့တယောက်ကိုသူကဝင်ငွေ1000ပဲရတယ်နော်တစ်လောက်1000ပဲရတယ်ဒါပေမဲ့ကျွန်တော်မသိတော့ဘူးနော်ဘယ်နားမှနေလို့နေမှပဝေသနီရောက်သွားပြီနော် G4 ဆိုကျွန်တော်မသိတော့ဘူးသိဖို့လည်းမလိုတော့ဘူးနော်ဒါပေမဲ့ तू ကစူးစမ်းလို့ common platform မှာဝင်ငွေတစ်လောက်1000ပဲရတယ်ဆိုကျွန်တော်တို့ဒီ automatic ဘယ်လောက်တက်လာမလဲ900ဘတ်မိုက်လား automatic ကို900ဘတ်တက်လာမယ်โอเคလားမိုက်လားမောင်မလေးအရန်မိုက်တဲ့စနစ်နော် automatic ကို900ဘတ်တက်လာမယ်ကဲတကယ်လို့ကွာ10ရောက်ရှိခဲ့မယ် APG 4မှာ10ရောက်ရှိခဲ့မယ်ဆိုဘယ်လောက်တက်လာမလဲ9000ဘတ်တေချာတာတခုကအဲ့ဒီ G4 မောင်နှမတွေမသိဘူးဟုတ်ပြီနော်ဘာဖြစ်လို့လဲဆိုတော့မောင်နှမတွေမိတ်ဆက်ထားပြီးတော့မောင်နှမတွေမိတ်ဆက်ထားပြီးတော့လက်မပဲဟုတ်တယ်နော်လက်မပဲမောင်နှမတွေ G1 အဲ့ဒီ G1 နော်လက်မမောင်နှမတွေ G1 ပဲမောင်နှမတွေသိမှာ G2 လည်းမသိလို့ G3 လည်းမသိ G4 လည်းမသိဘူးနော်တိမသိနော်မောင်နှမတွေကပရက်ဒီနန်ယာတုဖြစ်ရင်ခံစားဝင်ရှိတယ်ဟုတ်ပြီနော်ကဲ G4 ကနေမိတ်ဆက်ပေးလိုက်တဲ့နောက်တဲ့ G5 ကလည်းဒီ common စနစ်မှာသူကစူးစမ်းလို့တစ်လမှာဝင်ငွေ1000ရတယ်ပေါ့ G5 မှာကဲတစ်လမှာဝင်ငွေ1000မရကွာတယောက်ကိုဟုတ်ပြီနော်ကျွန်တော်တို့တွေ900ဘတ် automatic ကျွန်တော်တို့တက်လာမယ်တကယ်လို့ G5 မှာလည်းနောက်တဲ့10ရောက်ပဲရှိပြီဘယ်လောက်ရမလဲတော်ကြည့်နော်မောင်နှမတွေ10ရောက်ရှိခဲ့မယ်ဆိုဘယ်လောက်ရမလဲကျွန်တော်တို့တွေ9000ဘတ်ကျွန်တော်တို့ဒီ automatic တက်လာခဲ့မယ်โอเคไหมဒါဆိုရင်9ဆင့်လုံးလိုချင်တယ်ဆိုရင်တော့ပရက်ဒီနန်ယာတုအဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေဘာကြောင့်ပရက်ဒီနန်ယာတုယူခဲ့တာလဲဆိုရင်အဲ့လိုမျိုးဝင်ငွေအကျန်းဆုံးယာတုဝင်ငွေကျန်းရခြင်းတို့နော်ဝင်ငွေကျန်းရခြင်းတို့ဒီပရက်ဒီနန်ယာတုကိုကျွန်တော်တို့ယူခဲ့တာဟုတ်ပြီနော်ဒါဆိုမောင်နှမတွေနားလဲမယ်သဘောပေါက်မယ်လို့ကျွန်တော်မျှော်လင့်တယ်တကယ်လို့နားမလဲဘူးဆိုကျွန်တော်ကိုလာပြီးတော့မေးလို့ရတယ်နော်တိုက်ရိုက်လာမေးပါကျွန်တော်တည်ချာလေးထပ်ပြီးတော့ပြောပြပေးမယ်တကယ်ကိုစိတ်ဝင်စားမှလက်ပြန်မေးပါနော်တကယ်ကိုစိတ်ဝင်စားရင်တော့လက်ပြန်မမေးပါနဲ့โอเคကဲဒါဆိုရင်မောင်နှမတွေအားလုံးဒါဆိုရင်နားလဲပြီးထင်တယ်ကဲတကယ်လို့ကွာဥပမာကျွန်တော်ပြောမယ်ကိုကဒါတိုင်းမိတ်ဆက်ပေးလိုက်တဲ့ G1 မှာ10ရောက်ပဲရှိ10ရောက်ပဲနော်ကိုကဒါတိုင်းကိုတိုင်မိတ်ဆက်တဲ့သူက10ရောက်ပဲရှိလက်မမှာဟုတ်ပြီနော်10ရောက်ပဲထားအဲ့ဒီ10ရောက်မှာကျွန်တော်တို့တယောက်ကို2500နဲ့ဘယ်လောက်ရမလဲ2000ခွဲရမယ်ဒါ10ရောက်ပဲနော်10ရောက်ပဲကိုမိတ်ဆက်လိုက်တယ်ကဲအဲ့ဒီကိုမိတ်ဆက်ပေးလိုက်တဲ့ G1 10ရောက်လက်မ10ရောက်ကလည်းသူကလည်းတယောက်နော်အဲ့ဒီ10ရောက်မှာတယောက်ကို10ရောက်ပဲတောင်းဝင်ယူလိုက်ဒါဆို G3 မှာ G2 မှာအယောက်ဘယ်လောက်ဖြစ်အောင်မလဲအယောက်100ဟုတ်တယ်နော်ကိုလိုမျိုးပဲတယောက်ကို10ရောက်ပဲတောင်းဝင်ယူလိုက်တာ G2 မှာအယောက်ဖြစ်တယ်အယောက်100အယောက်100ကိုတယောက်ကို1000နဲ့တွဲကြည့်ဘယ်လောက်ရမလဲ10ရောက်ကို3သိန်းမိုက်လားအဲ့ဒီ G2 ကျွန်တော်မသိနော်10ရောက်3သိန်း automatic ရပြီကဲအဲ့ဒီ G2 ကလည်းတယောက်ကို10ရောက်ပဲတောင်းဝင်ယူနော် G3 မှာအယောက်ဘယ်လောက်ရမှာမလဲ G3 မှာအယောက်1000ဟုတ်ပြီနော်အဲ့ဒီအယောက်1000မှာတယောက်မှာ900နဲ့တွဲကြည့်10ရောက်ဘယ်လောက်ရမလဲ9000ဟုတ်ပြီနော်ဒါဆိုရင်လူရကျွန်တော်1000ဆိုဘယ်လောက်ရမလဲ9သိန်းဘတ် automatic ရမှာ9သိန်းနော်9သိန်းဘတ် automatic ရမှာမိုက်လားနော်ကဲဒါဆိုရင် G3 ကနေမိတ်ဆက်လိုက်တဲ့ G4 သူလည်းတူတူပဲနော်ကိုလိုမျိုးပဲတယောက်ကို10ရောက်ပဲတောင်းဝင်ယူဒါ G4 မှာဘယ်လောက်ဖြစ်ရမလဲလူကြီး1000ကနေရောမိတ်ဆက်လိုက်တယ် G4 ကနော် G3 ကမိတ်ဆက်လိုက်တယ်နော်1000ကနေမိတ်ဆက်လိုက်တဲ့အတွက်တယောက်10ရောက်ပဲတောင်းဝင်ယူ G4 မှာဘယ်လောက်လဲ1000ဆိုတယောက်ကိုနော်တယောက်ကို900ခိုင်နှုန်းနဲ့နော်900နဲ့ပဲတွက်ကြည့်ဘယ်လောက်ရမလဲကျွန်တော်တို့ဒီ9တန်းဘတ် G4 မှာ9တန်းဘတ်ပြန်ရပြီ
ကျွန်တော်တို့မသိဘူးနော်9တန်းပတ် automatic ရပြီဟုတ်ပြီနော်ကဲ G4 ကနေပြီးတော့ထပ်ပြီးတော့မိတ်ဆက်လိုက်တဲ့ G5 ကျွန်တော်တို့မသိဘူးနော်ဟုတ်ပြီနော်ကဲ G4 ကနေထပ်ပြီးမိတ်ဆက်လိုက်တယ်နော်ကဲ G4 မှာလူရည်1000ဖြစ်သွားတယ်အဲ့ဒီလူရည်1000ကလည်းတယောက်ကိုယ့်လိုမျိုးပဲတယောက်10ယောက်ပဲတောင်းယူဟုတ်ပြီနော် G5 မှာအယောက်ဘယ်လောက်ဖြစ်အောင်မလဲအယောက်3သိန်းဟုတ်ပြီနော်အယောက်3သိန်းကိုတယောက်ကို900နဲ့ပဲတွက်အောင်မောင်နှမတွေဘယ်လောက်လဲတန်50တန်900ရပြီโอเคလားနော်တန်900ပဲကျွန်တော်တို့ရပြီ automatic ပဲဘာမှလှုပ်ရှားမလို့ပဲနဲ့နေ့တိုင်းနော်ဘာမှမလှုပ်ရှားမလို့ပဲနဲ့ automatic ဘာလို့လဲကျွန်တော်တို့စီကိုပတ်စံဝင်နေမှာမောင်နှမတွေအားလုံးပဲနားလဲလားမသိနော်ခေါင်းဆောင်မွေးထုတ်မှုစုကြည်အရန်နဲ့မှကြိုက်တဲ့ကျွန်တော်ကြိုက်တဲ့နေရာပဲနော်ခေါင်းဆောင်မွေးထုတ်မှုစုကြည်တာโอเคဒါဆိုမောင်နှမတွေနားလဲပြီထင်တယ်နော်ဒါဆိုနောက်ထပ်ဒီငါဒီခေါင်းစဉ်နော်ဒီအခုဒီမှာတော့မောင်နှမတွေပြောပြမယ်နော်စေဘာကနေအစပေးတယ်စေဘာကနေ2ဆင်းရမယ်9ဆို3ဆင်းရမယ်ပရက်ဒီနန်ဆို5ဆင်းရမယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေပရက်ဒီနန်ယာတူးနဲ့ကျွန်တော်တို့စတင်ခဲ့တာ5ဆင်းရတယ်ဟုတ်ပြီနော်โอเคဒါဆိုရင်ဒီခေါင်းဆောင်မွေးထုတ်မှုစုကြီးကိုမောင်နှမတွေ90ရာခိုင်နှုန်းလုံးမောင်နှမတွေလိုချင်တယ်ဆိုရင်နော်ကျွန်တော်တို့တွေတလားတစ်ခါကိုကျွန်တော်တို့တွေဒါကအမှတ်ထိန်းတဲ့စနစ်လို့ခေါ်တယ်အမှတ်ထိန်းပေးရတယ်ကျွန်တော်တို့တွေတခြားနေရာမှာတခြားစီးပွားရေးမှာမောင်နှမတွေနော်အမှတ်ထိန်းနေဆိုရင်နော်မောင်နှမတွေထိန်းနေဆိုရင်မောင်နှမတွေရဲ့အပေါ်ကိုတက်သွားတယ်ဟုတ်ပြီနော်ကိုတိုင်နဲ့ကိုလည်းမရတယ်လို့ကိုတိုင်ကိုမိတ်ဆက်ပေးလိုက်တဲ့ကိုရဲ့ကလေးတွေလည်းမရဘူးဟုတ်တယ်နော်ကိုကအမှတ်ထိန်းလိုက်တယ်ဆိုကိုရဲ့အထက်ကသူတွေပဲရသွားတယ်တခြားနေရာမှာဒီခေါင်းမပလောက်မှာပေါ့မှာကြတော့အဲ့လိုမဟုတ်ဘူးနော်ကဲကိုကတလကိုတရက်နေ့ပေါ့နော်ကျွန်တော်တို့တွေကဒီမှာကအရန်မတယ်နော်တလမှ900ဘတ်ဖို့ပဲထင်ရတယ်နော်အဲ့ဒီခေါင်းတော်မွေးထုတ်မှုစုကြီးကိုကျွန်တော်လိုချင်မှာတလမှအမှတ်900ပဲထင်ရတယ်နော်900ဘတ်ဖို့ကျွန်တော်ကြိုက်နှစ်တက်တဲ့ပစ္စည်းကျွန်တော်ဝယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့တွေအမှတ်900ရမယ်အဲ့ဒီအမှတ်900ပေါ့အဲ့ဒီအမှတ်900ကိုကျွန်တော်တို့တွေကဘယ်ကို250ဆင်းသွားတယ်ဟုတ်ပြီနော်ညာကို250ကျွန်တော်တို့အောက်မှာကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့အောက်ဆုံးအကုန်ရတယ်ကျွန်တော်တို့ဒီဘက်ချမ်းမှာလည်းကျွန်တော်မိတ်ဆက်ပေးလိုက်အောက်ဆုံးအကုန်ရတယ်နော်အကုန်လုံးကျွန်တော်တို့တွေ250ရောက်တိုင်းရတယ်ဘယ်250ညာလဲအကုန်လုံးရတယ်မရတဲ့လူမရှိဘူးနော်ပြီးတော့နောက်ဘက်ဆုံး6ပါတင်ရတယ်ကဲအဲ့ဒီ250ဆင်းသွားပြီးဆိုရင်ကိုယ့်ရဲ့အထက်မှာကွာပရက်ဒီနန်တယောက်ရှိတယ်ကွာသူကတလားတစ်ခါမှာအမှတ်ထိန်းလိုက်လို့250ဆင်းလာမှဆိုရင်မောင်နှမတွေအဲ့ဒီအမှတ်250ကို10ရာခိုင်နှုန်းနဲ့တွက်ဘယ်လောက်ရမလဲဟုတ်ပြီနော်25ချက်ဘာမှလှုပ်ရှားမလို့ပဲ automatic တက်လာမယ်ဟုတ်ပြီနော်ပတ်စံက automatic ကိုယ့်ရဲ့ထဲခွန်တက်လာမယ်တကယ်လို့ကိုယ့်ရဲ့အထက်မှာကွာပရက်ဒီနန်10ရာလောက်ရှိခဲ့မယ်ဆိုဘယ်လောက်ရမလဲအမှတ်ဟုတ်ပြီနော်အမှတ်နဲ့2500သူတို့ဒါ2500ကျွန်တော်တို့ဒီကြာလာမယ်တလားဟုတ်ပြီနော်တလားသူတို့အမှတ်တိုင်း2500ကြာမယ်အဲ့ဒီ2500ကိုဟုတ်ပြီနော်ကျွန်တော်တို့ဒီ10ရာခိုင်နှုန်းနဲ့ကျွန်တော်ပြန်ပြဘယ်လောက်ရမလဲ250ဘတ် automatic ကျွန်တော်တို့စီကိုရောက်လာမယ်ဟုတ်တယ်နော်ဘာမှလုပ်ဆရာမလို့အဲ့ထက်ကောက်ထည့်လောက်ပဲပလုံဆွတ်အဲ့တဲ့ကောက်ထည့်ရမှာပလုံဆွတ်ရမ်းမိုက်တဲ့စနစ်ပဲနော်โอเคဒါကခေါင်းဆောင်မွေးထုတ်မှုစုကြည့်လို့ကြည့်နော်အမှတ်တစ်ခါတည်းအမှတ်ထင်ရမယ်โอเคဒါဆိုရင်မောင်နှမတွေအားလုံးပဲအခုကျွန်တော်ပြောပြတာကိုနားလဲတယ်တို့တယ်ကျွန်တော်ထင်တယ်ပေါ့နော်โอเคအဲ့ဒါကြောင့်မို့ဒီ common platform စနစ်ကနော်နိုင်ငံတကာမှာလုပ်ရတယ်ဘယ်နိုင်ငံမှမဆိုလုပ်လို့ရတယ်နော်ဘယ်နိုင်ငံမှဆိုလုပ်လို့ရတယ်နိုင်ငံတကာလုပ်လို့ရတယ်အရန်ကိုမှကောင်းမွန်တဲ့စနစ်ဒါအခုဆိုရင်ဒါကျွန်တော်ကိုယ်တိုင်နဲ့ဒီ common စနစ်တွေမှာပဲကျွန်တော်ကိုယ်တိုင်လောက်ကင်နေတယ်โอเคဒါဆိုရင်မောင်နှမတွေအားလုံးပဲဝင်ငွေဘယ်လိုပြန်ပေးတာလဲဆိုတော့နားလဲပြီးတော့ကျွန်တော်ထင်ပါတယ်ဒါဆိုရင်အခုမောင်နှမတွေကိုကျွန်တော်ပြောပြသွားပေးတာမောင်နှမတွေနားလဲမယ်သဘောပေါက်မယ်လို့ကျွန်တော်မျှော်လင့်တယ်တကယ်လို့ကိုကနားမလဲတာရှိတယ်သိကျင်တာရှိတယ်ဆိုရင်တော့ကျွန်တော်ကိုဓာတ်ရိုက်လာပြီးတော့မေးလို့ရပါတယ်ကျွန်တော်ညီကိုမောင်နှမတွေကိုကျွန်တော်တည်တည်ချာချာလေးပြန်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်တကယ်လို့ကိုကတကယ်ကိုဒီစီးပွားရေးကိုတကယ်ကိုလေ့လာခြင်းနဲ့တကယ်ကိုအောင်မြင်ခြင်းနဲ့ဆိုရင်တော့အပြင်မှာကိုယ်တိုင်ကိုကြတယ်လာပြီးတော့သင်ယူလို့ရတယ်ဟုတ်ပြီနော်အပြင်မှာကိုယ်တိုင်ကိုကြတယ်လာရေးသင်လို့ရတယ်ကျွန်တော်ကိုယ်တိုင်နဲ့နော်ကျွန်တော်ကိုယ်တိုင်နဲ့လေ့လာတယ်ကျွန်တော်ကိုယ်တိုင်သင်ယူပြီးတော့ကျွန်တော်ကိုယ်တိုင်လက်တွေ့ကြကြကျွန်တော်လုပ်ခဲ့လို့ကျွန်တော်15နှစ်တိတိတန်ယုံလုပ်ခဲ့တာနော်15နှစ်တိတိတန်ယုံလုပ်ခဲ့တာနေ့စားဘောကနေလွန်မြောက်ခဲ့ဒါပေမဲ့ဒီ common platform နဲ့တွေ့မှာကျွန်တော်2လအတော်တွင်းနဲ့15နှစ်တိတိလုပ်ခဲ့တဲ့တန်ယုံကိုတက်တာလုပ်ခဲ့တယ်ဟုတ်ပြီနော်နေ့စားဘောကနေကျွန်တော်လွန်မြောက်လာခဲ့တယ်ဟုတ်ပြီနော်အခုဒီမှာကျွန်တော်လုပ်ခဲ့တာပေါ့နော်ဒီ common platform မှာကျွန်တော်လုပ်ခဲ့တာလပိုင်းအတော်တွင်းမှာပဲနော်ဘတ်ငွေ1တန်းနီးပါးလောက်ကျွန်တော်ပြန်ရခဲ့တယ်ဟုတ်ပြီနော်ဘတ်ငွေ1တန်းနီးပါးလောက်ပြန်ရကြတယ်ကျွန်တော်ရသလိုမျိုးမောင်နှမတွေကိုကျွန်တော်ရစေခြင်းနဲ့အဲ့ဒါကြောင့်မို့မောင်နှမတွေတကယ်ပဲကျွန်တော်တို့ကနေစားဘောကနေတကယ်လွန်မြောက်ခြင်းနဲ့တကယ်ကိုပြောင်းလဲခြင်းနဲ့ဆိုရင်တော့တေးသေးချာချာလေးလေးလာပြီးတော့နော်မောင်နှမတွေစတင်ဖို့ပဲလို့တယ်ခုနကကျွန်တော်ပြောပိုင်းနော်မောင်နှမတွေဘေးယာဒူးနဲ့စတင်မယ်ကြိုက်တဲ့ယာဒူးနဲ့စတင်လို့ရတယ်ကျွန်တော်တို့ကြတော့ပရက်တီနန်ယာဒူးနဲ့စတင်တယ်ဘာဖြစ်လို့ပရက်တီနန်ယာဒူးနဲ့စတင်တာဆိုဝင်ငွေများများပြန်ရလို့ပဲဟုတ်ပြီနော်ဝင်ငွေများများပြန်ရလို့ကုမ္ပဏီရောင်းအား100ခိုင်နှုန်းမှာတော့မတူဘူးနော်ကျွန်တော်တို့ဗရောင်းမှာဆိုတော့ခုနကကျွန်တော်ပြောပြ
brown မှာဆိုရင်ကျွန်တော်တို့တစ်ချက်လောက်ရမယ် silver မှာဆို2ချက်ပေါ့နော်ကျွန်တော်တို့ gold မှာဆို5ချက်လောက် platinum မှာဆိုရင်ကျွန်တော်တို့တွေက10လောက်ရတယ်အဲ့လိုမျိုးရအားกว่าတယ်နော်ဒါကုမ္ပဏီရောင်းအား100ခန့်တော့ကျွန်တော်ဘာမှမလုပ်ဘဲနဲ့ကျွန်တော် AC ပဲဟောတော့ပစ္စည်းတစ်ခါဝယ်တိုင်း AC ပဲကျွန်တော်နေတော့မှည12နာရီကျော်တိုင်းကိုယ့်ရဲ့အကောင့်ထဲမှာပတ်စံနေ့တိုင်းဝင်နေမှာသေတဲ့ထိဝင်မှာနော်သေတဲ့ထိနေ့တိုင်းရနေမှာโอเคလားမောင်နှမအားလုံးပဲနားလဲလားမသိနော်သေတဲ့ထိနေ့တိုင်းဝယ်ရနေမှာဟုတ်ပြီဒီထဲမှာရှိတဲ့ပစ္စည်းတွေကလည်းနော်ကျွန်တော်ပြောမယ်ဒီထဲမှာပြည့်တဲ့ပစ္စည်းကအယူသွေး100ရာခိုင်နှုန်းအာမခံတယ်ဟုတ်ပြီနော်ပုံကြည့်ပါဟုတ်ပြီနော်နေ့စဉ်ကျွန်တော်သုံးနေတဲ့အရာတွေပဲသွားတိုင်းစီမီနာစီစတာပကံစီအိုးဆောက်ဆက်ပါဖို့ဂျီဆိုးဆက်ပြနေ့တိုင်းမောင်နှမတွေသုံးနေတဲ့အရာပဲနော်အပြင်မှာမဝယ်သုံးနေတော့ common platform မှာဝယ်သုံးအခုဆိုကျွန်တော်ကိုယ်တိုင်နဲ့အပြင်မှာလုံးဝမဝယ်သုံးဒီ common platform မှာပဲကျွန်တော်ကိုယ်တိုင်ဝယ်သုံးတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုယ်တိုင်အချိန်တိုတွင်းနဲ့သူများနေစားဘွားလွတ်မြောက်ပြီးတော့အချိန်တိုတွင်းနဲ့ common platform မှာဝင်မြောက်များစွာကိုကျွန်တော်ကတော့ကိုယ်တိုင်ပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ် okay ဒါဆိုရင်မောင်နှမအားလုံးပဲနားလဲမယ်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ် okay စတင်ပါလို့ပြောချင်ပါလေဝင်ငွေထောင်ပေါင်းသိန်းတမကလိုချင်တဲ့မော်ဒယ်မားတွေဆိုစတင်ပါသင်ယူပါလေးလာပါစတင်လောက်ကင်ပါဟုတ်ပြီနော်နားမလဲတာရှိရင်ကျွန်တော်ကိုတိုက်ရိုက်လာမေးလို့ရပါတယ်ကျွန်တော်တူတူလက်သေးသွားမယ်ဟုတ်ပြီနော်โอเคတကယ်အောင်မြင်ခြင်းနဲ့စိတ်ရှိရင်တော့အောင်မြင်ရမယ်လို့ပြောရင်းနဲ့ကျေးဇူးတင်ပါတယ်